အားလုံးပဲမင်္ဂလာပါခင်ဗျာဒါတော့ဒီ Audible Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မိတ်ဆွေတို့ကိုကျွန်တော်ဖတ်ပြပေးမယ့်စာကတော့စီးပွားရေးနဲ့စီမံခန့်ခွဲမှုဆိုင်ရာစာအုပ်ကောင်းလေးတို့ဖြစ်တဲ့ဆရာကောင်းလုံးရဲ့ Strategist Change မဟာဗျူဟာမြောက်အပြောင်းလဲဆိုတဲ့စာအုပ်လေးရဲ့ညီကုန်းပိုင်းလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားဆင်ကြည့်ပါခင်ဗျာဓာတ်တိုးပြီးတော့မယ်ဆိုရင်မိတ်ဆွေကုမ္ပဏီတွေကသူတို့ရဲ့ဝန်ထမ်းတွေဓာတ်တိုးပြီးလိုပြီးဆိုတိုင်း climate ရှိတဲ့မိကုန်းတစ်ခုရှိပါတယ်အားလုံးဒီပုံစံတိုင်းပါပဲဝန်ထမ်းတစ်ယောက်လုပ်တဲ့ဘယ်လောက်ရှိပြီသူ့လုပ်ကိုသူကောင်းကောင်းလုပ်နေပါတယ်ဓာတ်တိုးပြီးခြင်းပါတယ်ပေးလို့ရနိုင်မရနိုင်သိကြပါတယ်ဆိုတဲ့မိကုန်းပါအဲဒီကလုပ်ငန်းရှင်တွေကိုပြန်မေးတဲ့မိကုန်းကလည်းတစ်ခုတည်းပါပဲအဲ့ဒါတော့အဲ့ဒီဝန်ထမ်းဘာတင်တန်းတက်ပြီးပြီလဲဆိုတာပါအဲ့လိုမေးလိုက်ရင်ယာရုတိုးပြီးခြင်းနဲ့အလုပ်ရှင်တွေကဒုက္ခရောက်ပါတော့တယ်သူတို့ကိုယ်ဝန်ထမ်းကိုကိုယ်စီမှာမြဲစေခြင်းတဲ့အတွက်အပြင်ကတင်တန်းနေတက်ကိုတိတ်မကြိုက်ကြပါအဲ့လိုပြင်ပတင်တန်းနေရှောက်တက်နေရင်အတိမီတွေပို့လာပြီးတော့သူတို့စီကနေပြောင်းသွားကြလိမ့်မယ်လို့ထင်ကြပါတယ်ဒါဆိုဌာနရင်းတင်တန်းတွေကိုပေးသလားဆိုတော့လည်းမပေးပါဘူးအဲ့လိုဗာတင်တန်းမှလည်းဟုတ်ဒီပတ်ဒီမတက်ဘူးမတင်ဘူးတဲ့သူတွေကိုဘယ်ယာရုတိုးမြင့်ပေးဖို့စဉ်းစားနေပါတယ်ဥပမာပြောရင်တော့ကြောင်းမနေဘူးတဲ့သူကိုဘွယ်ပေးဖို့ကြိုးစားနေတာမျိုးပေါ့ဒါဆိုရင်ဘယ်လိုလုပ်ရပါမလဲဓာတ်ရိုးလည်းတိုးပေးခြင်းနဲ့ဒါမှလည်းလစာတိုးလို့ဖြစ်မှာကောင်းပြီဒီချက်လေး၄ချက်ကိုစဉ်းစားပါနံပါတ်1ငယ်တော့ဘဝမှာကိုယ့်ကိုတင်ပေးမဲ့သူမရှားဘူးကိုကသာတင်ယူခြင်းတည်တည်ချာတင်ယူလို့ရတယ်ဘာကိုပဲတင်ခြင်းစနစ်တကျကျွမ်းကျင်သူစီကနေတင်ယူလို့ရတယ်ဘာမဆိုတင်ကြုံပြီးလုံနိုင်ရပါမယ်ဘယ်သူခိုင်းမညိုမငြိမ်လုပ်လို့ရပါမယ်အဲ့လိုတင်ယူတက်မြောက်ခဲ့ပါသလားနံပါတ်2နေသားတွေကိုကြီးကြပ်ရတဲ့ကြီးကြပ်သူတယောက်ဖြစ်လာဖို့ကတော့ technical skill ဤပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုရှိရပါမယ်စက်တွေနဲ့အလုပ်လုပ်ရရင်အဲ့ဒီစက်တွေရဲ့အလုပ်လုပ်ပုံစက်တွေနဲ့လူတွေဆက်ဆံပုံစက်ချိုးရင်းနိုင်တဲ့အကြောင်းအရာတွေချိုးရင်းသွားရင်လုပ်ရမယ့်အဆင့်တွေစားတာတွေကိုသိမှဖြစ်မှာပါဒါမှကိုကြီးကြပ်တဲ့လောက်ငယ်သားတွေနှာမလို့မရအောင်ထိန်းချောင်းနိုင်မှာဖြစ်ပါတယ်အဲ့လိုကျွမ်းကျင်မှုမရှိရင်ကြီးကြပ်သူဖြစ်ချင်လို့မရပါဘူးနံပါတ်3နေသားတွေနဲ့ကြီးကြပ်သူနဲ့အထက်မှာမန်နေဂျာဆိုတဲ့စီမံခန့်ခွဲရေးယာရုရှိပါတယ်အဲ့ဒီယာရုကိုကင်တယ်ဖို့ကတော့အလုပ်ကိုကိုယ်တိုင်လုပ်တတ်ဖို့ရပါမယ်ကြီးကြပ်တဲ့အတက်ပညာကိုသင်ယူဖို့ရပါမယ်ကျွမ်းကျင်ခြင်းနဲ့လေလွင်ဆုံးရှုံးမှုနည်းနိုင်နေမှနေအောင်ကြံစည်နိုင်ရပါမယ်အဲ့ဒီအပြင် home skill ကိုပါသင်ယူလေ့ကျင့်နားလည်ထားရပါမယ်ကြီးကြပ်သူဘဝမှာငယ်သားတွေကိုဆက်ဆံတဲ့အခါမှာအချိုးမပြင်းရင်စူရငေါရပေါ်ရဟဲ့ရတယ်ကိုရှိတတ်ပါတယ်စီမံခန့်ခွဲသူဘဝကရောက်လာရင်အဲ့လိုစူငေါအော်ဟစ်နေလို့မရတော့ပါဘူးတာဝန်ပိုကြီးလာပါပြီအဲ့လိုကြီးမားတဲ့တာဝန်တွေကိုဘယ်လိုထမ်းဆောင်မလဲဆိုတော့တည်တည်ချာချာတင်ယူတက်မြောက်ဖို့လိုလာပါပြီစီမံခန့်ခွဲခြင်းဆိုင်ရာ theory တွေအခြေခံဘာသာရပ်တွေကိုတင်ယူရပါတော့မယ်အဲ့လိုအခြေခံတွေကိုသိနာလည်ပြီးစီမံနာနဲ့ဘာမှမသိဘဲနဲ့အတွေ့အကြုံတစ်ခုတည်းကိုအခြေခံပြီးတော့စီမံနာဟာတော်တော်ကွာတယ်ဆိုတာတွေ့နိုင်ပါတယ်ဒါကြောင့်စီမံခန့်ခွဲရေးယာရုဟာတင်ယူလေးလာတက်မြောက်ပြီးမှလက်ခံတဲ့ယာရုဖြစ်ပါတယ်တေချာတင်ယူထားခင်သူများလှုပ်သမျှအကောင်းကြီးပဲထင်ပြီးတော့ကိုလောင်ငယ်သားတွေရဲ့လေးစားမှုယုံကြည်မှုကိုရမှာမဟုတ်ပါဘူးနံပါတ်4စီမံခန့်ခွဲယာရုကအရေးပါတယ်ဆိုတာလက်ခံရင်တော့အဲ့ထက်ကြီးတဲ့ယာရုဖြစ်တဲ့ထိပ်ပန်းစီကံကမှုတွေစီမံခန့်ခွဲသူအဆင့်ဆိုရင်တော့သိစရာပါတက်စရာတွေရောပုံများပါတယ်ဘာမှမသိဘဲနဲ့အဲ့ဒီယာရုစီကိုအကြောင်းတစ်ခုနဲ့ရောက်သွားပြီဆိုရင်ဘာမှမတက်သူကသူတို့ငယ်သားတွေကြောက်နေအောင်လုပ်တတ်ကြပါတယ်ကိုကလည်းဘာမှနားမလဲဘူးဒါပေမဲ့ကိုလေးစားခြင်းတယ်ကိုဘာမှမတက်နိုင်မှသိကြတဲ့ငယ်သားတွေကလည်းမလေးစားကြဘူးကိုကလည်းတေရောမှရှက်တယ်မတည်ယူနိုင်ဘူးဆိုရင်လည်းအဲ့ဒီအဖွဲ့အစည်းမျိုးပြုတ်ကွဲသွားပျက်စီးသွားတတ်ပါတယ်ငယ်သားတွေရဲ့ကြီးကြပ်သူတွေကကိုနားလည်မှုအမျိုးမျိုးနဲ့ပညာပေးကြပါလိမ့်မယ်သူတို့ကပိုတက်နေကြတာဘူးဗျဒီတစ်ခါကိုလောက်မှာပဲအစင်းစစ်ရှိနေသေးတဲ့စီမံခန့်ခွဲရေးသမားတွေကလည်းသူတို့တက်သမျှနီလန်းမျိုးစုံနဲ့ကိုယ့်ရဲ့အရှင်ကိုစမ်းသပ်ကြပါလိမ့်မယ်အဲ့စမ်းသပ်မှုမျိုးနဲ့တွေ့လာရင်တည်တည်ချာချာတင်ယူလေးလာထားခဲ့တာဟုတ်မဟုတ်ချက်ချင်းသိနိုင်ပါတယ်တေချာလေးလာတင်ယူထားတဲ့ခေါင်းဆောင်ကရှင်းဖြည့်ရှင်းတက်ပြီးတော့တည်တည်ချာချာတင်ယူမထားတဲ့ခေါင်းဆောင်ကပို့ပြီးတော့ရှုပ်သွားအောင်လုပ်တတ်ကြပါတယ်ပြဿနာကိုဒေါသနဲ့အသွင်ပြောင်းပြီးတော့တိုင်တွင်တက်လာကြပါတယ်အမိန်ပေးတဲ့နည်းနဲ့ဖြည့်ရှင်းဖို့ကြိုးစားတတ်ပါတယ်အဲ့လိုအမိန်ပေးခြင်းနောက်ကမှာတာဝန်ယူမှုမရှိတော့ရပါဘူးဒါဟာတည်တည်ချာချာတင်ယူလေးလာခြင်းမရှိလို့ဆိုတာကိုတေချာတဲ့အတွက်ဖြစ်ပါတယ်အဲ့ဒီကိုရောက်သွားပြီဆိုရင် technical skill human skill အပြင် computer skill တို့ပါအလိုအဆုံးပါတယ်
သက်ဆက်တွေးရတဲ့ကျွမ်းကျင်မှုပိုင်းမှာအချိန်ယူတည်ဆောက်ရတာပါချက်ချင်းလည်းငင်ရယူနိုင်တာမျိုးကတော့မဟုတ်ပါဘူးအရှင်မွေးနေချင်းချင်းဆိုတာလည်းမဟုတ်ပါဘူးဒါကြောင့်လုပ်ငန်းရှင်များအနေနဲ့ကိုငွေမွေးချမောက်ဝန်ထမ်းတွေကိုယာရုတိုးပြီးတော့မယ်ဆိုရင်ဒီချက်တွေကိုဦးစားပေးစဉ်းစားပြီးတော့သူတို့ရဲ့လက်ရှိအခြေအနေနဲ့နှမ်းရှင်ချိန်ထိုးပြီးတော့လိုအပ်တာတွေကိုဖြည့်ဆည်းပေးနိုင်ဖို့ဆန္ဒပြုပါတယ်လုပ်သားတယောက်ကသူ့အလုပ်ကိုအကောင်းဆုံးလုပ်နိုင်ရုံနဲ့လုပ်ငန်းတစ်ခုကိုဥဆောင်စီမံခန့်ခွဲနိုင်လိမ့်မယ်လို့ထင်ပြီးတော့တာဝန်ပေးမိရင်တော့ဝန်ပေးကြီးကိုပဲခံရနိုင်ပါတယ်ခင်ဗျစီဝါရေးနယ်ပယ်ကဗျူဟာရှင်စီမံစီးပွားနယ်ပယ်မှာဗျူဟာကိုချမှတ်ရေးဆွဲရတယ်ရှိပါတယ်တိတ်ကိုဩဇာကြီးတဲ့ယာထုပါပဲဩဇာကြီးတာသူ့လက်အောက်မှာဘယ်သူမှရှိမနေပါဘူးသူကဖတ်တယ်တွေးတယ်ရေးတယ်ဆိုတဲ့ဖတ်တွေးသမားတိတ်စိတ်ပါတယ်အဖွဲ့အစည်းတစ်ခုလုံးမှာအတိတ်စိတ်ဆုံးလူသားဆိုတာသူဟာလူတောင်အောင်ကုမ္ပဏီရဲ့အရေးပါဆုံးအနာဂတ်ကိုလမ်းညွှန်ချမှတ်ဖော်ဆောင်ရတာပါလုပ်ငန်းရှင်တွေကသူ့လုပ်ငန်းကိုကြီးထွားလာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုအမြဲနေညမပြတ်တွေးနေလေးရှိပါတယ်ပြန်ထုတ်နေလေးရှိပါတယ်အဲ့ဒီအတွေးတွေအကြံတွေကိုတကယ်စနစ်တကျအကောင့်ထဲပေါ်နေအောင်ကိုညီမဲ့သူကတော့ဗျူဟာသမားဖြစ်ပါတယ်သူ့တောင်ကတိတ်ကြီးပါတယ်ကုမ္ပဏီတစ်ခုကိုရှေ့ဆက်ရွေးတဲ့အခါမှာထင်ရဆိုင်ကျုံလို့လောဆိုတဲ့အောင်းတင်းကောက်ဒီပင်နဲ့စိတ်ကူးမျိုးနဲ့သွားလို့မရပါဘူးဘယ်ကစားကွက်အတွက်ဘယ်ကစားကတင်တယ်ဘယ်ချိန်မှာထွက်ကစားခိုင်းတော့ဘလောက်ကြာရင်သူ့ကိုရှစ်တိုးခိုင်းမယ်နောက်ဆုတ်ခိုင်းမယ်ရက်ခိုင်းမယ်ဆိုတာကိုဗျူဟာရှင်ကအဝေးကြီးကိုလှမ်းကြည့်တာပြီးနေရာချတာဖြစ်ပါတယ်လုပ်ငန်းကြီးမားတို့ကြည့်ရင်နောက်ကမောင်းနေသူ driver ဟာလူကြီးတွေဖြစ်နေတယ်ပြီးတော့လုပ်ငန်းကိုဦးစီးအကောင့်တွေဖုန်းနေတဲ့သူ executor တွေကတော့လူငယ်တွေဖြစ်နေတာကိုတွေ့ရပါလိမ့်ဖြစ်ပါတယ်အားကြောင့်မှပိုတိတာပါတယ်ကုမ္ပဏီကြီးတွေအစည်းအဝေးတွေမှာခေါင်းပြူနဲ့မင်းသေးသေးနဲ့စကားနဲလာဆိုတာထိုင်နေတဲ့သူရာ driver တွေဖြစ်ပြီးတော့တော်တော်လည်းထက်ထက်မြင်မြင်နဲ့ကိုယုံကြည်မှုရှိစွာနဲ့အောင်ရင်တန်ခေါင်းခါကလဲခါတကူလုံးလှုပ်ရိုင်းပြီးတော့နာမည်ကိုမြောက်ကြည့်ချရင်နဲ့ရှင်းလင်းတင်ပြနေတာ executor driver တွေကတကယ်လို့များ if ဆိုတာကိုတွင်နေကြသုံးပါတယ် best case scenario နဲ့ worst case scenario ဆိုတာကိုတစ်ချိန်လုံးစဉ်းစားပါတယ် executor တွေတော့သူ့ဆောင်ပြီးရှေ့ဆက်သွားဖို့ပဲဦးစားပေးတွေးတော့ပါတယ်ပြဿနာဆိုတာရှင်းလို့ရတယ်လို့တွေးလို့ရှိပါတယ်ပြောရရှင်းတော့ပန်းနိုင်ကိုတတ်မှတ်ပေးသူလမ်းပြပေးသူဖြစ်ပါတယ်အဲ့ဒီတောင်တော့စိန်ခေါ်မှုတွေအရင်များတော့ပါတယ်ကွန်ပျူတာထောင်သူတွေကပိုင်ရှင်တွေကအကြံတစ်တွေမျောလင်းချက်တွေကိုစဉ်းစားလုံးသူတို့ပြောရရှင်းနေလည်းအဲ့အကြံတစ်တွေမျောလင်းချက်တွေကိုဘယ်နည်းဘယ်လမ်းနဲ့အကောင့်ထဲဖော်ရမလဲဆိုတာကိုစဉ်းစားတွက်ချက်ရပါတယ်ပြောရရှင်းတယောက်မှာအခြေခံအဖြစ်ရှိရမယ်အချက်9ချက်ရှိပါတယ်နံပါတ်1 positive and confident ဖြစ်နိုင်တယ်ဆိုတဲ့အပြုသဘောအမြင်နဲ့လုပ်နိုင်တယ်ဆိုတဲ့ယုံကြည်မှုပြောရရှင်းကသူ့တက်တန်းကိုအတွေးများနဲ့ကုံဆုံးစေသူဖြစ်ပါတယ်အဲကြောင့်သူတွေရဲ့အတွေးတိုင်းဟာဖြစ်နိုင်တယ်ဆိုတဲ့မူလသဘာဝကိုအခြေခံပါတယ်အဲ့ဒီအခြေခံပေါ်ကနေစိတ်ကူးများစွာကိုကြော်လာပြီးတော့ရည်တည်ကြတဲ့နီလန်းတွေကိုတွေးတောဖော်ထုတ်ပါတယ်အဲ့လိုဖော်ထုတ်နိုင်ဖို့အတွက်လည်းသူ့မှာလုံလောက်ပြည့်ဝတဲ့ဝမ်းစာလိုအပ်ပါတယ်ပြည့်ဝတဲ့ဝမ်းစာရှိမှသာကိုဘဝင်မြင့်တာမဟုတ်တဲ့ယုံကြည်မှုနဲ့ရှင်းလင်းရှေ့ကိုမြင်နိုင်စွမ်းရှိလာပါတယ် competitive ရှင်းပြနိုင်စွမ်းရောရှင်ကောင်းတယောက်ဟာကြိုင်ဆိုင်မှုဆိုတာကိုအမြဲတွေးနေကြပါတယ်ကြိုင်ဘက်ရဲ့ viewer ကိုမဆန်းစစ်နိုင်ရင်ရှုံးပြီးဖြစ်ပါတယ်ကြိုင်ဘက်ဆိုတော့တယောက်တည်းမဟုတ်ပါဘူးလေအများကြီးရှိနေပါတယ်သူတို့ဘာတွေလုပ်နေတယ်လဲဘယ်လိုခြေလမ်းပြင်နေတယ်လဲဘယ်ခြေလမ်းကစုပ်သွားတာလဲဘာကြောင့်လဲဆိုတော့အမြဲတွေးနေကြည့်နေမှသာမြင်နိုင်ပြီးတော့ရွေးနိုင်မှာဖြစ်ပါတယ်ဘတ်တော့ responsible အကျိုးကြောင့်တင်ရအောင်မြင်မှုရဖို့ကျိုးကြောင့်စီလျော်မှုကအရေးပါပါတယ်ဒီဟာရှင်ကအကျိုးကြောင့်စီလျော်ဆက်ပြီးတော့တွေးခေါ်နိုင်မှသာသူရွေးဆွဲပြီးတဲ့ view ဟာအောင်မြင်နိုင်တာပါကျိုးကြောင့်စီလျော်ပြီးတော့လက်တွေ့ကြတဲ့ view ဟာမှအစုပ်တက်တွေရှိပါတယ်ရှေ့ကိုကြီးပဲတိုးကျင်နေလို့လည်းမရပါဘူးစိန်ခေါ်မှုတွေကိုနားလည်ပြီးတော့ရင်ဆိုင်နိုင်တဲ့အခါမှာရှောင်ရှားသိမဲ့အခါကြီးလည်းရှိပါတယ်ဒါကြောင့်အကျိုးကြောင့်စီလျော်မှုနဲ့လက်တွေ့ကြမှုဟာ view ရှင်အတွက်အရေးအခရာဖြစ်ပါတယ်မလေး critical thinking ဝေယံပိုင်းခြားဆင်ခြင်တတ်သူဂျူဟာတခုဟာရက်လက်ကောင်းမှ view ကောင်းအမိပြောင်းဖြစ်ပါတယ်ရက်လက်ကောင်းလို့ထပ်ဖို့လဲ view ရှင်ရဲ့ဝေယံပိုင်းခြားတတ်မှုတိတ်ကိုအရေးကြီးပါတယ်ဂျင်းနီဆိုင်ထုတ်ထားတဲ့လုပ်ငန်းရှင်ဟာသူ့ရဲ့အောင်မြင်မှုကိုရက်လက်နဲ့ပဲတိုင်းတာတာမေ့လို့မရပါဘူးဒါကြောင့်ရက်လက်ကောင်းထပ်ဖို့စဉ်းစားတဲ့အခါမှာအဆင့်လိုက်ဝေယံပိုင်းခြားဆင်ခြင်နိုင်သူဖြစ်ဖို့လဲလိုအပ်ပါတယ်နံပါတ်5 victorious တီလာလုံးဖို့လိုပါကြွားရှင်အောင်မြင်ရင်ရိုးသားရပါမယ်ကိုတောင်ကိုလည်းဂရုစိုက်ရပါမယ်ကျင်းဝသိက္ခာမဲ့တဲ့အပြုတ်မှုအလေးကျင့်တွေကိုရှောင်ရှားရပါမယ်အများသူကလက်ခံတဲ့ကောင်းခြင်းတွေကိုလည်းအသိမဲ့ပြုလိုက်နိုင်ရမှာအမှကန်တဲ့ချုပ်ချက်မှုကနေပြီးတော့ကင်းပြီးတော့ကိုယ့်ဗျူဟာကိုအောင်မြင်အောင်အကောင့်ထဲပေါ်နိုင်မှာဖြစ်ပါတယ်နံပါတ်6 Grace communication skill သက်ဆိုင်မှာပါနဲ့လိမ်မှာကျွမ်းကျင်စေဖို့
ဗျူဟာရှင်ကသူ့ဗျူဟာကိုတည်တင်သူတွေစီကိုလက်ဆင့်ခံရမှာဆက်ဆံရေးကျွမ်းကျင်ဖို့တိတ်ကိုအရေးကြီးပါပါတယ်သူတို့နားလည်နိုင်မဲ့ဘာသာစကားနဲ့ပြောဆိုဆက်ဆံမှသာကိုရွေချက်ပြီးမှမှာဖြစ်ပါတယ်ဆက်သွယ်ရေးစနစ်ဘလောက်ပဲကောင်းကောင်းဆက်ဆံပြောဆိုတဲ့နေရာမှာနားလည်အောင်လုပ်ချင်အောင်မပြောနိုင်မဆိုနိုင်ရင်တော့တိတ်ကောင်းတဲ့ဗျူဟာလည်းအောင်မြင်ဖို့မလွယ်ပါဘူးဒီမှာကွန်လီဒါဗျူဟာရှင်ကခေါင်းဆောင်ပါဗျူဟာတစ်ခုကိုရေးဆွဲထိန်းချုပ်ရတာခေါင်းဆောင်ရတာပါပဲဗျူဟာပဲစဉ်းစားပေမဲ့ဥမဆောင်နိုင်ခြင်းလို့မဖြစ်ပါဘူးပုဂ္ဂိုလ်တိုင်းရေးဆွဲထားတဲ့ဗျူဟာကိုသက်ဆိုင်ရာအကောင့်ထဲဖော်မဲ့သူတွေအစင်းစင်ကိုနားလည်တတ်ကြအောင်ဥဆောင်တင်ကြပြီးလို့ရပါတယ်အဲ့လိုဥဆောင်နိုင်တဲ့အရည်အသွေးမရှိရင်အောင်မြင်တဲ့ဗျူဟာကမဖြစ်နိုင်ပါဘူးအောင်မြင်တဲ့ဗျူဟာသမားတစ်ယောက်ဖြစ်ဖို့ကလည်းကြိုးစားရုံနဲ့မဖြစ်ပါဘူးအချိန်လိုပါတယ်အမားတွေလည်းလှုပ်ဖူးရမှာပါဒါမှသာအဲ့အမားတွေကတော့တင်ယူပြီးတော့ပိုကောင်းတဲ့အဖြေတွေကိုစဉ်းစားနိုင်ပါဘူးဒါကြောင့်ဗျူဟာကျွမ်းကျင်သူအဖြစ်ကျောင်းမှာတင်ယူဖို့လုံလောက်မရနိုင်ပါဘူးအဲ့ဒီဘော်ထဲမှာပဲကျင်လေရင်းနဲ့ကိုယ့်ရဲ့လိုအပ်ချက်ရိုးသားသားတင်ယူဖြည့်ဆည်းရမှာဖြစ်ပါတယ်စီဝိုင်းနဲ့ပဲဗျူဟာရှင်ဟာကိုတယောက်တည်းရဲ့ဗျူဟာကိုအကောင်းဆုံးလို့မဆိုနိုင်ပါဘူးအများနဲ့သဟဇာတာဖြစ်အောင်လောက်ကင်ဆောင်ရတာဖြစ်လို့ကိုယ့်ရဲ့အဖွဲ့သားတွေကိုတည်တည်ချာချာနားလည်တော့ပေါ့အောင်ရှင်းလင်းပြောပြလေ့ကျင့်ပြီးမှသာကိုယ့်ဗျူဟာကိုအောင်မြင်အောင်အကောင့်ထဲဖော်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ Christmas ဒီနေ့ကာလဟာ Christmas ဘာဒီအချိန်ကာလဖြစ်ပါတယ်သူတို့ဟာစာတက်ပိတက်အများလက်ခံထားကြတဲ့တညာအသည့် postman တွေကိုကြော်လွှားထုတ်ဖော်ပြီးတော့ရှင်းသန်နိုင်သူတွေဖြစ်ပါတယ်တညာသည့်တက်သည့်သူများကတော့ပစ္စုပန်အခြေအနေကိုကဲခတ်ရမှာအတိတ်ကဖြစ်ခဲ့မှုတဲ့မှတ်တမ်းမှတ်ရတွေကိုကိုးကားပြီးတော့အနာဂတ်မှာဖြစ်လာနိုင်ခြင်းတွေကိုတက်တည်မပြသေးတဲ့ hypothesis အနုမာနမှန်းဆအချက်တွေကိုကြိုးကြောင်းပြပြီးတော့ဖြေထုတ်ကြပါတယ် Christmas ဆိုတဲ့သဘာဝတိပုဂ္ဂိုလ်တွေကတော့လူတွေအများကြီးနဲ့အတူနေပြီးတော့လူတွေရဲ့အကြောင်းချင်းရာတွေနဲ့ပဲကျင်လေရင်မနေကနေလူတွေအကြောင်းသိတဲ့သိလာပြီးတော့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုသုံးသပ်နိုင်သလိုဖြစ်ပေါ်လာမဲ့မြင်ကွင်းတွေကိုလည်းကြိုတင်မြင်တတ်ကြသူတွေဖြစ်ပါတယ်သူတို့မှာကိုးကားစားရေးလို့သိမရှိလာပါဘူးဒါပေမဲ့သူတို့ကြော်ဖြတ်ခဲ့တဲ့အတွေ့အကြုံတွေကတော့သူတို့ရဲ့အဖိုးမဖြတ်နိုင်တဲ့သင်ခန်းစာတွေပါပဲသူတို့ကသူတို့ရဲ့လူနေမှုဘဝမှာတွေ့ကြုံခဲ့သမျှအဖြစ်အပျက်တွေကနေသိကြပါတယ်ဘယ်ခွေးမှာဘယ်တက်နဲ့လှော်မှရောက်မယ်သူတို့ဟာပြင်လေပြောင်းလေကြတယ်ဖြစ်ပါတယ်တေယူတန်တေနန်ဓာတ်ထင်းသမားတွေမဟုတ်ကြပါဘူးအကောင်ဆုံးဖုံဖုံလည်းအချိန်ချင်းကြုံခဲ့ပြည်သူတွေဖြစ်တယ်လို့ဘယ်လိုအသက်မွေးရမယ်ဆိုတာလည်းကောင်းကောင်းနားလည်ကြပါတယ်စစ်မှတ်ကိုလည်းကြုံခဲ့ဘူးတယ်ခစ်ပြက်ကိုလည်းကြုံခဲ့ဘူးတယ်ဈေးတက်တာလည်းကြုံခဲ့ဘူးတယ်ရှားပါပြက်လက်တာလည်းကြုံခဲ့ဘူးတယ်မောင်မိုက်ချောချောမှုကိုလည်းကြုံခဲ့ဘူးပါတယ်အဲ့ဒီတွေ့ကြုံတွေကသဘာတိတွေကိုရင်းကျက်စေခဲ့ပါတယ်သူတို့ကမြင့်တဲ့ဝါကိုကောင်းကောင်းခွဲခြားတတ်ပါတယ်မြစ်ကိုဘယ်ချိန်မှဘယ်လိုရှာဖွေရမယ်ဆိုတာရယ်ဘယ်လိုမြင့်မျိုးကစားကောင်းတယ်ဆိုတာရယ်အဲကြစားလို့ရအောင်ဘယ်လိုထားမယ်ဆိုတာရယ်စားကောင်းတဲ့အကုန်မချိုးပြဖက်နဲ့နောက်မျိုးဆက်အတွက်ဘယ်လောက်ခြံထားခဲ့မယ်ဆိုတာရယ်သူတို့ကောင်းကောင်းသိကြပါတယ်ညစ်တည်ရင်းတယ်လို့ဝါဖြစ်လာတဲ့ခါအားကြပြန်တော့လဲဘယ်ဝါကိုဘယ်မှာတော့ရင်ကောင်းတယ်ဆိုတာကိုသူတို့အတွေ့အကြုံကနေသိရှိနေပြန်ပါရောတခါကဝါမုတ်ဆိုးတို့ရောက်တွေးများတက်လက်နဲ့ထမ်းလာတာမျိုးလို့မေးကြည့်တဲ့ခါတော့တက်ပြီးဝါလျှောက်သွားမလို့ပြောပါတယ်စားထဲမှာဖတ်ဘူးရနားလေထားတာကတော့ထင်းခုတ်ဝါခုတ်လို့ဆိုတာပါဝါဆိုတော့ခုတ်ရတာသူ့မှာဝါခုတ်ဖို့ဓားလည်းမပါတွေးရင်ပြတက်လက်နဲ့ဘယ်လိုမျိုးဝါခုတ်ပါလိမ့်လို့နာနာနေနေအတူတူထိုင်သေးသေးချာချာမေးကြည့်တဲ့ခါမှာတော့ဝါဆိုတာဝေယုံတွေကကြက်ညက်ပြီးပေါက်တာကိုနှစ်သက်တဲ့ဝါလူချင်းတဲ့ဝါအတွင်းထဲကညက်နေတာဓားနဲ့ဘလို့မှခုတ်ယူမလို့ဗျဒါကြောင့်ဝေယုံရင်းကိုတွေးရင်ပြနဲ့ဖြည်းဖြည်းချင်းလေးဖက်ယူပြီးတော့အဲ့တွေးရင်ပြနဲ့ဝါပင်ရဲ့အရင်ပိုင်းကိုစောင့်ထိုးပြီးဖြတ်ယူရတာအဲ့ဒါအတွေ့အကြုံပါပဲတစ်ခုတ်ဝါခုတ်ထင်းခုတ်ဆိုပြီးတော့စားတဲ့ဖက်ဘူးုံနဲ့ဝါဆိုတာခုတ်ယူရတော့မှန်းဆနေရင်တော့နားလေလို့မရနိုင်ပါဘူးဝါထိုးတယ်လို့လည်းဖတ်မထားဘူးလားတော့မသိဘူးလေဒါကြောင့်အခက်ကြုံခိုင်းမှာတဘာတိတဲ့သူနဲ့ street smart ကခြေချင်းကြော်လိုက်နေဖို့နီလန်းပို့ဆုံးပါတယ်စတက်ပြီးတော့တညာတိတဲ့လူတွေကအခက်ကြုံရနေရှိပါတယ်တွေးတော့တိတ်ဆိတ်သွားလေးဖြစ်သွားတတ်ပါတယ်တဘာသမားတယောက်ကပြောဦးပါတယ်စစ်နဲ့စီးပွားရေးအင်္ဂါနဲ့ချင်းအတူတူပါပဲဟေးတဲ့မှတ်သားစရာပါပဲတာဝန်ယူမှုလုပ်ငန်းရှင်တွေနဲ့လုပ်အားရှင်တွေနဲ့ဆက်ဆံရေးမှာအဓိကအကြဆုံးတော့တာဝန်ယူမှုပါပဲလုပ်ငန်းရှင်တွေကသူ့လုပ်ငန်းတွေကိုကိုယ်တိုင်ကိုယ်ကျအသေးစိတ်လိုက်လံမကြည့်ညက်နိုင်တဲ့အခါမှာသူ့မှာရှိတဲ့လုပ်အားရှင်တွေကသူ့ကိုယ်စားတာဝန်ယူပေးနိုင်မဲ့သူကိုစဉ်းစားရွေးချယ်ပြီးတော့တာဝန်ပေးလို့ရှိပါတယ်အဲဒီတာဝန်ပေးတဲ့အခါမှာထင်ရလောက်တော့ဆိုပြီးတော့ပြည့်တာမျိုးလည်းမဟုတ်ပါဘူးဒီချိန်မှာသတင်းပို့ပါဘသူစီကိုအစီရင်ခံစာပါဆိုတဲ့စတဲ့ထိန်းချုပ်မှုတွေရှိပါတယ်တကယ်ဖြစ်စဉ်တွေကလည်းအဲ့လောက်ချောမွေ့မနေပါဘူးလုပ်ငန်းရှင်ကတာဝန်မပေးခင်မှာခေါ်ယူတွေ့ဆုံမိမတဲ့အခါမှာလုပ်နိုင်ပါတယ်တာဝန်ယူနိုင်ပါတယ်လုပ်တတ်ပါတယ်ဆိုတဲ့ yes ပေါင်းများစွာနဲ့အာမဘန်ဒီခံတဲ့အတွက်တာဝန်ပေးဖို့ရွေးချယ်လိုက်တာဖြစ်ပါတယ်လုပ်ငန်းတွေတခုတာဝန်ယူစရာကြောင်းလေးဖြစ်တာ
သဘာဝပါပဲအဲ့ဒီအတွက်အချိန်သတ်မှတ်ချက်ရှိပါတယ်စုစုပေါင်းရက်ပေါင်း90 3လပါဒါကြောင့်ဒီ3လကိုအစမ်းခန့်ကာလလို့သတ်မှတ်ပါတယ် first 90 day လို့လည်းနိုင်ငံတကာစီမံခန့်ခွဲရေးနယ်ပယ်မှာသိကြပါတယ်အဲ့ဒီ3လတွေမှာတည်တည်တဲ့ကိုတည်တည်ချာချာကိုယ့်ဘာသာအားထုတ်လုပ်ကြရပါတယ်အဲ့လိုသိအောင်လုပ်ရင်းနဲ့လုပ်ငန်းကိုစီမံရတာပါတော်တော်များတော့အဲ့ first 90 day ကိုမကြော်နိုင်ခဲ့ကြပါဘူး3လလောက်နေမှာကြော်ရမဲ့လောက်ငယ်သားတွေရဲ့ခုခံစမ်းစစ်မှုတွေကိုကြိုးပြမထားနိုင်ရင်ကြော်နိုင်ဖို့မလွယ်ပါဘူးချုပ်ကမတိမသားချုပ်ကတိတသားစန့်ကျင်တတ်ကြပါတယ်သူတို့စမ်းကြပါတယ်ဒါလည်းဖြစ်နေကြပါအဲ့ဒီစင်ကိုအောင်အမြင်နဲ့ကြော်ဖြစ်နိုင်ပြီးလောက်ငယ်သားတွေရဲ့စမ်းသပ်မှုကိုကြော်လကင်တဲ့နာမှာခီးဆက်တဲ့အခါမှာအဆင်ပြေမှာပါကျွတ်တကယ်အဲ့ဒီစင်တွေမှာအဆင်မပြေအောင်ဘယ်လိုလုပ်ရမလဲဆိုတော့မသိလေတော့ကိုလို့တဲ့တလို့ကိုရင်ကလှုပ်ဖူးတဲ့ပုံစံတိုင်းတွင်နေဖို့စူးစမ်းတဲ့အခါမှာအမှားမှားယွင်းနေဖြစ်တတ်ပါတယ်ဒါကြောင့်လုပ်ငန်းခွင်တွေမှာယာရုတက်ရတော့မယ်အစိမ့်မြင့်ပေးရတော့မယ်ဆိုရင်တော့ဦးစီးဦးဆောင်ပြုသူတွေဟာလူရွေးပြီးတော့တင်နန်းတက်ခိုင်းနေရှိပါတယ်ငယ်သားဘဝမှာတက်ရတဲ့တင်နန်းတွေကအလုတ်ခွင်နေသားကြဖြည့်တင်နန်းဖြစ်ပြီးတော့ကြီးကျယ်ရေးယာရုကိုတက်တဲ့တင်နန်းတွေကတော့အလုတ်ခွင်တဲ့နေသားကြတဲ့ထုတ်လုပ်မှုစေသက်မပြတ်စေမှုကြီးကျယ်နည်းတွေကိုတင်ယူလေ့ကျင့်ရတာဖြစ်ပါတယ်ဌာနတစ်ခုအုပ်စုတစ်ခုကိုကြင်တွဲရမယ်ဆိုရင်တော့လုပ်ငန်းစီမံခန့်ခွဲမှုတင်နန်းကိုတက်ကိုတက်မှသာလုပ်ငန်းခွင်မှာဘာကြုံနိုင်လဲဘာတွေကြုံရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာဖြေရှင်းနည်းတွေရဲ့လုပ်ငန်းခွင်တွေမှာအကြီးမှုတွေထားရမယ်စိတ်ထားရယ်စတာတွေကိုတင်ယူတက်မြောက်ပြီးတော့ကိုရောမဲ့တာဝန်တွေကိုတည်တခြားသိရှိနားလည်ပြီးတော့ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်လုပ်ငန်းခွင်မှာဓာတုတိုးခြင်းသူလုပ်အားရှင်များကလည်းကိုယ့်ကိုယ်တိုးတက်နေအောင်အမြဲတင်ယူခြေစည်းနေရမှာဖြစ်တယ်လို့လုပ်ငန်းရှင်များကလည်းကိုယ့်လုပ်ငန်းထဲမှာခေါင်းဆောင်များအဖြစ်ခန့်ရမဲ့လုပ်အားရှင်တွေကိုတည်တခြားကြည့်ရှုရွေးချယ်ပြီးတော့တက်တဲ့အတက်ပညာတွေကိုတင်ယူစေရင်တာဝန်ယူမှုအတွက်ပြင်သစ်ပြင်လိုက်တဲ့စိတ်နေစိတ်ထားတွေကိုပြင်ဆင်ပေးရမှာဖြစ်ပါကြောင်းခင်ဗျာ Resist resistant လုပ်ငန်းတစ်ခုကိုစီမံခန့်ခွဲလို့ဆိုတော့တော်တော်မလွယ်တဲ့ကိစ္စပါလုပ်ငန်းတွေမှာအနေကြာနေတဲ့လုပ်ငန်းကြမ်းကြုတ်သူတွေရှိတတ်ပါတယ်လုပ်ငန်းသုံးစကားနဲ့ပြောရင်တော့လုပ်သက်ရင်သူတွေပါအဲ့ဒီလုပ်သက်ရင်စီနီယာတွေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတွေကသူတို့လုပ်နေကြလုပ်တွေကိုသူတို့လုပ်နေကြပုံစံနဲ့အသားကျနေသေးဖြစ်ပါတယ်သူတို့လှုပ်ဆောင်မဲ့အပိုင်းကိုလည်းတိတသားရှိပါတယ်ဒါပေမဲ့သူတို့ကကျွမ်းကျင်သူတွေသာဖြစ်ကြပါတယ်အဲ့ဒီသက်ဆိုင်ရာအပိုင်းတွေမှာသိကျွမ်းကျင်တဲ့သူတွေကိုယာတုတိုးပြကြည့်ပါပြဿနာပေါင်း16000တက်ပြီးသားမှတ်ပါတော့သူတို့အလုပ်တစ်ခုတည်းကိုပဲနှစ်ပေါင်းများစွာထက်တလဲလဲလုပ်တဲ့ခါမှာကျွမ်းကျင်နေတာပါသူ့မှာတခြားဘာအတွေ့အကြုံမှမရှိပါဘူးရှိအောင်လဲသူမတင်ခဲ့ပါဘူးသူ့လို့သူကျွမ်းကျင်ချင်းပြီးတာပါပဲအဲ့လိုပဲသူထင်ထားတာပါဒါတော့ခေတ်သစ်စီမံခန့်ခွဲပညာဟာအပြောင်းလဲချင်းကိုဦးစားပေးတာပါဒါကွာလုံးကနေစဉ်နဲ့မြပြောင်းလဲနေတာပါအဲ့ဒီအပြောင်း trend လို့ရင်လေးခေါ်ပါတယ် management trust organic trust Google trend organization trust စသဖြင့်ခေါ်နေကြတဲ့အကြောင်းအရာတွေအားလုံးဟာချင်းကိုဆိုတဲ့အပြောင်းလဲပါတယ်အပြောင်းလဲတစ်ခုနဲ့ကြုံတိုင်းမှာ business ဆိုတဲ့ခုခံမှုကလည်းရှိစေမြဲပါပဲညဆိုင်ရာမှာအဓိက2မျိုးတွေ့ရပါတယ်ပထမတစ်မျိုးကတော့ addict resistant ဒုတိယတစ်မျိုးကတော့ passive resistant ဖြစ်ပါတယ် addict resistant တော့ပြောင်းလဲခြင်းဖြစ်စဉ်တော့ပြောင်းလဲခြင်းဆိုင်ရာအားထုတ်မှုတွေကိုတိုက်ရိုက်ဆန့်ကျင်တာအပြောင်းလဲမဖြစ်အောင်ဖြတ်လို့ဖြတ်စီလုပ်တာမျိုးကိုခေါ်တာပါ passive resistant ဆိုတာကဘုံတိုင်းကျပြီးတော့ဆန့်ကျင်တာမျိုးမဟုတ်ပါဘူးအနုံနည်းနဲ့ဆန့်ကျင်တာမျိုးကြပြက်လုပ်တာမျိုးပြီးတဲ့တောင်ကိုဆောင်းရမှာတက်မှတ်ပုံစံတိုင်းမလုပ်ဘဲနဲ့မတိကျွန်းကျွန်းပြုတ်ပြီးတော့မတိလိုက်လို့မေ့သွားလို့အရင်တိုင်းပဲအကျင့်နေပါနေလို့စသဖြင့်စင်ကြည်ပြီးတဲ့ပုံစံပါအဲ့ဒီမျိုးမှာအဲ့ဒီ resistance ကမြင်သားပါတယ်ဂမှုရှုနဲ့ထလုပ်တာပါဒါမျိုးတိတာလုံးတော့ချက်ချင်းမြင်တွေ့တိုင်းတိုင်တွေ့နိုင်ပါတယ် passive resistant ကြတော့မမြင်သာပါဘူးအပျော်ဆဲဆွဲပြီးတော့မြင်နိုင်ပါလိမ့်နဲ့ကြောင်လုပ်တာကွယ်အောင်လုပ်တာပုံးရှောင်လုပ်တာအလုပ်ကိုကြောင်လုပ်ထားပြီးတော့နေကြအောင်ဆောင်တာစတဲ့နီးတွေနဲ့အပြောင်းလဲကိုအချိန်တက်အောင်ချစ်စရာခက်အောင်လုပ်လို့ရှိပါတယ်ဒါကြောင့်အပြောင်းလဲလုပ်ရမှာ passive resistant ကိုလူဆိုင်ပြီးဂိုင်တွေဖို့လိုအပ်ပါတယ်လုပ်ငန်းဝင်စီမံခြင်း public management တိစားနေဟောရတာတော့ performance management ဖွဲ့စည်းတွေလုပ်ငန်းတွေကုမ္ပဏီတွေမှာထဲထဲဝင်လိုအပ်နေရတော့ public management ဖြစ်ပါတယ်ကိုယ်စုကိုယ်ကုမ္ပဏီမှာဘယ်သူကဘာတာဝန်နဲ့ဘာလုပ်ပိုင်ခွင့်ဆိုတာကိုတက်တက်မဲ့လည်းပြတ်ထမ်းမထားပါဘူး။အရန်တရာရှိနေဥဆောင်သူတွေစီမံသူတွေကြီးကြပ်သူတွေဟာမလိုက်နိုင်ကြဘူးဆိုရင်အဲ့ဒီပြတ်ထမ်းချက်ကအလုံးမဖြစ်ပါဘူး။ဥပမာကုမ္ပဏီဂျမောင်းတယောက်ကသူ့ရဲ့အားလက်ချိန်မှာသူ့ကိုယ်သေးဖွံ့ဖြိုးမှုအတွက်ကွန်ပျူတာအမှားတွေပြင်ဆင်ပြုပြင်တဲ့ပညာကိုသင်ယူပါတယ်။သူ့ရဲ့ကြိုးစားမှုကြောင့်မကြခင်မှာသူကကွန်ပျူတာတွေကိုပြင်ဆင်နိုင်တဲ့အရေးချင်းကိုပိုင်ဆိုင်လာပါတယ်။သူလုပ်တဲ့ကုမ္ပဏီမှာလည်းသုံးနေတဲ့ကွန်ပျူတာတော်တော်များများရှိပါတယ်။အဲ့ဒီကွန်ပျူတာတွေကအကြောင်းမျိုးမျိုးကြောင့်ပြတ်ကြတယ်။အဲ့လိုပြတ်တဲ့ခါမှာဂျင်မောင်းက
တောင်ဝင်ချိန်လေးမှာပဲရင်မမောင်းရတဲ့အချိန်မှာပြင်ပေးလေးရှိပါတယ်အဲဒီမှာသူပြင်နေတော့အကြီးကသွားစရာပေါ်လာတဲ့အခါရင်မောင်းတဲ့ရင်ကိုအသင့်ပြင်ထားဖို့တပ်ဆိုင်တာဝန်ညွှန်ကြားပါတယ်တာဝန်ကရင်မောင်းကိုရှာမတွေ့ပါဘူးမတွေ့ရချင်းအကြောင်းကတော့သူကရုံးခန်းထဲမှာကက်လက်ဌာနတစ်ခုတည်းရုံးခန်းထဲကကွန်ပျူတာတွေကိုပြင်ပေးနေတာဖြစ်ပါတယ်အဲလိုနဲ့အကြီးကအပြင်သွားဖို့ထွက်လာချိန်မှာတော့အသင့်ဖြစ်မနေတော့ပါဘူးစူပါပြီတာဝန်ကလည်းဌာနတွေအားလုံးဖုံးဆက်ပြီးတော့ရှာပါတယ်နောက်ဆုံးမတွေ့ရတဲ့တရုံးခန်းနဲ့ကက်လက်မှာပဲအဲဒီ hopeless management နဲ့အားနည်းချက်ကိုတွေ့ရပါတယ်အတူချုံပြောတာပါအဖွဲ့အစည်းကြီးကုမ္ပဏီကြီးဖြစ်တဲ့အတွက်ဘယ်သူဘာတာဝန်ဘယ်ချိန်ကနေဘယ်ချိန်အတွက်ဘယ်နားမှာအသိရှိရမယ်ဘယ်နေပေရှိရမယ်အကွာလေးတောင်တချို့တော့ပါလိုက်ပါသေးတယ်ဒါပေမဲ့အဲ့ဒါကိုတိတိကျကျမလိုက်နိုင်ကြပါဘူးကွန်ပျူတာခေါ်ပြင်ခိုင်းတဲ့ဌာနကလည်းနိုင်ရန်တစ်ချက်မှန်တစ်ချက်ပဲချပါတယ်ဟိုဘက်ခန်းကကွန်ပျူတာပြင်တဲ့ရင်မောင်းကလည်းသူ့နေရာမှာအသင့်ထိုင်နေပါတယ်ကွန်ပျူတာကလည်းသုံးနေတော့မှပြဿနာတက်တာပါဒီပြဿနာကိုအဲ့ဒီရင်မောင်းကဖြေရှင်းပေးနေကြလဲဖြစ်ပါတယ်ဒီဘက်ခန်းကလည်းမှန်လေးတော့ခောက်ပြီးတော့လှည့်ကြည့်နေရလက်ရက်ခေါ်ပြီးတော့အကူအညီတောင်းတာပေါ့ကြာအဲ့ဒါလုံးမှာအားနေတဲ့ရင်မောင်းကလည်းသူထိုင်နေတဲ့နေရာကနေ6ပေ9ပေတစ်ဖက်ခန်းတွေကိုလုတ်ပေးရမှာဆိုတော့ကူးလာပြီးတော့လုတ်ပေးရတာပေါ့အဲ့ဒီအခိုက်တန်လေးမှာပဲအကြီးကရဲ့တာဝန်ပေးချက်ကဝင်လာပါတယ်အဲ့ဒီပြစ်စင်ကိုကြည့်လိုက်ရင်တော့ public management ဆိုတာကတင်းတင်းကြပ်ကြပ်ကျင့်သုံးဖို့လိုမလို့ဆိုတာကိုသိတာစီပါတယ်ပေးတတ်ချက်အဲ့ဒီရင်မောင်းဟာယုံတက်တယ်အပြောက်ခုတ်သတင်းပို့ပြီးတော့သူရှိနေရမယ့်နေရာဖယ်ပြီးပတ်လက်တွင်းမှာပဲရှိနေခဲ့တာပါကြောက်သွားလည်းမနေခဲ့ပါဘူးသူကတစ်ဖက်လုံးပေါက်ကပဲဆိုတဲ့စိတ်ထားနဲ့သူ့ဌာနမဟုတ်ဘဲနဲ့တခြားဌာနရဲ့ဌာနရဲ့အခက်အခဲတွေကိုကူညီဖြေရှင်းပေးနေရဖြစ်ပါတယ်ဝေးကြတာမဟုတ်သလိုသူနဲ့လည်းဓာတ်ရိုက်သက်ဆိုင်တဲ့အလုပ်လည်းမဟုတ်ပါဘူးချစ်စင်အကြီးကအပြင်သွားစရာပေါ်လာတယ်ကားနဲ့ရင်မောင်းသူအသိမြင်ခိုင်းတယ်တောင်ကရင်မောင်းကိုတောင်ပေးဖို့ရှာတယ်မရှိဘူးမတွေ့ဘူးဒီဒီမှဌာနတွေဖုံးဆက်မိတယ်အင်တာရေချိုးကန်ထမင်းစားကန်ဘယ်မှမရှိဘူးနောက်ဆုံးကျမှတူဦးစားပေးပြီးတော့မမင်းမိလိုက်တဲ့သူ့ဘေးနားအခန်းထဲမှာရှိနေအောင်တွေ့ရပါတယ်အရေးယူမှု Logistics Officer ဘယ်လိုဖြေရှင်းမလဲဘယ်သူ့ကိုအပြစ်တင်မလဲကိုယ်နေရာမှာကိုထိုင်မနေဘဲနဲ့သူများကွန်ပျူတာပြတ်တော့သွားပြနေတဲ့ရင်မောင်းကူလားအဲ့နာစီကန်းချက်ထဲမှာတော့စာပေပတ်လည်တွေမှာရှိရမယ်လို့သတ်မှတ်ထားပါတယ်အကူအညီတောင်းတဲ့တစ်ဖက်ရုံးခန်းကကွန်ပျူတာသမားကူလားခန္ဓာပြတ်နေတဲ့ကွန်ပျူတာကူလားထိတိရောက်ပြင်ဆင်မပြီးပဲလဲလဲမပြီးပဲအကြီးကဲကူလားအဲ့ဒီဘတ်ဂျက်သတ်မှတ်ချက်မရှိတာလားနဲတာလားစောစီကြိုတင်မပြောထားမနဲ့သွားကန်ဒီမှာကတ်ပြောတဲ့အကြီးကဲကူလားဌာနတွင်ဖုံးခေါ်ပြီးတော့ရှာဖွေတဲ့ခါမှာအနည်းဆုံးဌာနကိုအရင်မဆက်လိုက်ပဲနဲ့တခြားဌာနတွေဆက်မီးနေတဲ့ကိုကူလားဖြေအဲ့ပြဿနာကအကြီးကဲစီရောက်သွားပါပြီရင်မောင်းခင်ဗျာလည်းမျက်စိပြက်မျက်နှာပြက်ပါသူကကူညီတာပါသူနေရမယ့်နေရာနဲ့သူရောက်နေတဲ့နေရာကလည်းအဖြောင်တိုင်းရင်9ပေပဲရှိပါတယ်သူပေမအလုပ်ကတော့မဟုတ်ပါဘူးဒါပေမဲ့တစ်ဖက်ကအခက်ခဲဖြစ်နေတဲ့ခါမှာတမိုးအောက်ထဲကလှုပ်ဖို့ကိုင်းပဲချင်းမှုကူညီတာပါဟိုဘက်ကအကူညီတောင်းညီမှလည်းသူလည်းအားနေတယ်လှုပ်လဲလှုပ်တတ်တယ်အားကြောင့်လှုပ်ပေးတာပါနောက်ဆုံးတော့အကြီးကရင်မောင်းကိုသူသိသိချင်းနဲ့မေးခွန်းတွေကိုမေးပြီးတော့ကွန်ပျူတာပြင်တဲ့တာဝန်စီကိုပါပြောင်းပေးလိုက်ပါတော့တယ်ဒါဟာအဖွဲ့အစည်းတွေကုမ္ပဏီတွေမှာဖြစ်နေကြစစ်စင်အသေးသေးလေးတွေပါဒါပေမဲ့ public management ဆိုတဲ့လုပ်ငန်းငယ်စီမံခန့်ခွဲမှုမှာတော့နည်းနည်းလေးလိဟာသွားမှာပေါ်သွားတယ်နဲ့ပြဿနာတက်ပါတယ်စနစ်ကြတဲ့အဖွဲ့အစည်းတွေမှာတော့ဖြစ်တတ်သေးရင်ရုံသိုံနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေမှာကုမ္ပဏီတွေမှာဘူတောင်ဖြစ်နိုင်ပါသေးတယ်ဒါကြောင့်တာဝန်ခွဲဝေတဲ့အခါမှာ public management ဟာအလွန်ရေးပါလာကြောင်းအကျဉ်းပြောကြားထားဖြစ်ပါတယ်ခင်ဗျာစုံစမ်းမှုတစ်ခုလုပ်တော့မယ်ဆိုရင်ဖြစ်တဲ့ကြမဲ့သူတွေဥဆောင်သူတွေဟာစုံစမ်းရတာကိုနှစ်သက်ကြသလိုဆိုရင်ပူပန်တဲ့စိတ်တွေဟာလည်းသူများထက်ပိုတတ်ကြပါတယ်ဒါကြောင့်တမန်တိုးတာချဲ့တာထက်ပိုတဲ့စုံစမ်းမှုမျိုးကိုအကြံပေးတော့မယ်ဆိုရင်ဘက်ပေါင်းစုံထောင်ပေါင်းစုံကနေစဉ်းစားနိုင်ကြသလိုမြန်မာစံနဲ့အဖြစ်တူပေးရပါတယ်သူတို့ရဲ့ဗီဇကတော့မြန်ဆန်တာကိုကြိုက်တတ်ကြတယ်အတွေ့တွေကိုအများကြီးသိအသေးစိတ်လွန်လာရင်သူတို့ရဲ့ဗီဇနဲ့မကိုက်ကြပါဘူးဒီနေ့စုံစမ်းရတာကိုခုံမင်းတဲ့လုပ်ငန်းရှင်မိတ်ဆွေတယောက်ကစုံစမ်းမှုတစ်ခုမလုပ်ခင်မှာတိုင်မီနာလို့အဖြစ်သုံးခုကိုစဉ်းစားတွက်ချက်ပြီးတော့ထုတ်ပေးလိုက်ပါတယ်အသေးနောက်ဆုံးတစ်ခုကိုကိုယ်တိုင်ရွေးချယ်ပြီးတော့ဆုံးဖြတ်နိုင်ပါစေစုံစမ်းမှုအသေးတိုင်းဟာချိန်မြန်လက်မြန်လုံးမှာရတတ်တဲ့သဘာဝပါတွက်ချက်မှုကတော့လောက်ရတယ်ကြာစဉ်းစားဖို့ကလည်းအချိန်မရပါဘူးဒါကြောင့်စကားပြောနေတော့မှပဲဖြစ်နိုင်ခြေတွေကိုအပြေလွှာစဉ်းစားပြီးတော့အဖြေထုတ်ရတာပါအရေးသမားတွေကအရေးသမားလည်းဖြစ်ပြန်ဘယ်မှမထွက်မသွားတဲ့အချိန်ဖြစ်နေတော့တွေးတဲ့လောက်လေးပြောထက်နိုင်ခဲ့ပါတယ်သူတို့ရဲ့ဆုံးဖြတ်ချက်တွေကတော့လုံးဝမလုပ်ဘူးပဲအဆုံးတက်လေးရှိပါတယ်လုပ်ရင်ကောင်းမလားမလုပ်ရင်ကောင်းမလားဆိုတဲ့ချိန်မြင့်မောအတွေ့အကြံတွေဟာသူတို့တမဟုတ်ပါဘူးသူတို့ကစုံသားသူတွေဖြစ်တဲ့အတွက်အမြဲတမ်းမျက်နေရမယ်ဆိုတာကြီးလည်းတွက်နေတာမဟုတ်ပါဘူးကျုံနိုင်ကြီးကိုလည်းတွက်ထားပြီးသားလူတွေဖြစ်ပါတယ်လုပ်ငန်းရှုံးရင်ငွေဆုံးမယ်ဒါပြင်နှစ်ရှည်လာမှတိဆောက်နေတဲ့နာမည်နဲ့လုပ်ငန်းရဲ့ပုံရိပ်ကိုထိခိုက်မယ်ဒါတွေကိုထင်းထင်းရှားရှားမြင်တာအောင်တွက်ချက်ပေးတာဖြစ်ပြီးတော့ထည့်သွင်းတွက်ချက်တာဖြစ်ပါတယ်
ဒီလိုခေါင်းဆောင်တွေကကြိတ်ပြီးယုံတတ်တဲ့သဘောတဘာဝရှိပါတယ်လှုပ်ချင်ပြီဆိုလဲနောက်မဆုတ်တတ်ကြပါဘူးသူတို့မှတေပွဲမရှိပါဘူးယုံနာရဲ့ညက်တာရဲ့ပဲရှိပါတယ်လုပ်ဖို့ကိုင်းဖို့မှန်သွားလို့ညက်သွားတဲ့ခါမှာတိတ်မပြောကြတယ်ရှုံးသွားရင်လည်းအိမ်နေရပဲအရှုံးခံကြပါတယ်အဲလိုလူစားမျိုးတွေကိုအကြံပေးတဲ့ခါမှာလုပ်တဲ့လုပ်ငန်းစဉ် process ကိုပဲအဓိကထားပြီးတော့ဖြစ်နိုင်တဲ့အကျိုးဆက်တွေကိုတွေးပြရပါတယ်သူတို့ကိုသွားပြီးတော့ရေချက်တွေရီမန်းချက်တွေလမ်းပြစရာမလိုပါဘူးသူတို့ဘယ်ကိုသွားမလဲဆိုတာကိုကိုယ့်ထက်ပိုသိပါတယ်သူတို့က vision ရှိပြီးသားလူတွေပါသူတို့တဲ့ roadmap လုပ်ပြီးရင်ရပါပြီဒီမျိုးကိုကြည့်ပြီးတော့သူတို့ mission ကိုအောင်မြင်အောင်လှုပ်ရှားပြီးတော့ဆက်လက်လုပ်သွားမှာဖြစ်ပါတယ်အကြံပေးမဲ့သူရှောင်းမှတ်ချက်တွေကတော့သူတို့ကိုဘာကြောင်းပြတဲ့မှာမတားဆီးမိဘူးပါသူတို့ကရှေ့ဆက်ကြမဲ့သူတွေမို့လို့ပါပဲစနစ်ရှိဖို့လိုပါတယ်စီးပွားရေးလုပ်ငန်းတွေဟာစနစ်စရာရှိကြပါတယ်စီးပွားရှာမယ်ဆိုရင်လည်းတယောက်တည်းလုပ်ရတဲ့လုပ်ငန်းမှာဝန်ထမ်းပေါင်းထောင်သောချီတဲ့လုပ်ရတဲ့လုပ်ငန်းတွေအတွက်တင့်တော်တဲ့စနစ်ကိုလိုအပ်ပါတယ်အဲဒီတင့်တော်တဲ့စနစ်ကကောင်းကောင်းမွန်မွန်လက်ပတ်နေဖို့အတွက်လည်းလူကပဲထိန်းချောင်းပြင်ပြရတာဖြစ်ပါတယ်ဘယ်ဝန်ထမ်းကတီးတီးကနေစခဲ့ကြတာပါတတိုင်းတပံကနေစခဲ့တာပါကိုယ်တိုင်လုံရင်းနဲ့စခဲ့တာပါတဖြည်းဖြည်းနဲ့ကြီးထွားလာကြပါကိုတော်တဲ့လောက်ရကနေကိုမိသားစုတွေတယောက်နဲ့တယောက်အကူအညီယူလာကြတယ်အဲ့နဲ့ပိုကြီးလာတော့အလုပ်ပိုများလာတဲ့ခါမှာဆွေမျိုးသားချင်းနဲ့အကူအညီယူရတယ်အဲ့ထက်ပိုပြီးကြီးလာတဲ့ခါပတ်ဝန်းကျင်ရဲ့အကူအညီယူရတယ်အဲ့လိုပဲလုပ်ငန်းကြီးထွားလာကြပါတယ်ကြီးထွားလာတာဘယ်လိုလုပ်ငန်းမဆိုစနစ်လိုပါတယ်နိုင်ငံတကာစနစ်ကမ္ဘာလုံးဆိုင်ရာစနစ်ဆိုတာလဲအဲ့လောက်ထိမတွေးဘဲနဲ့ကိုလုပ်ငန်းကိုကွာတိတိလေးတည်းမှာပဲလက်ပတ်နေနိုင်ရင်စနစ်ကြလက်ပတ်နေတဲ့လုပ်ငန်းရဲ့စနစ်မကြတဲ့ဥဒ္ဓထွက်သွားဝင်ထွက်သွားလာပြီးတော့လှုပ်ချင်တဲ့လုပ်ကိုစိတ်ကူးပေါ်ရင်ထားလို့မလှုပ်ချင်တဲ့ခါမလို့ဘေးချထားပြီးတော့စိတ်ပါမှာဖောက်တယ်လားမလားဝယ်ချင်ရင်တော့ဝယ်ချင်ဝယ်မလားချင်းနေကိုခန့်ထားတဲ့ကိုလို့သမားကလည်းစိတ်ပါတဲ့ခါမပါတဲ့ခါအဲ့လိုတွေရှိလာပါတယ်လာကိုရင်တော့လာစားထုတ်လက်စဉ်းစားကြည့်ုံနဲ့ကြောတဲ့စိတ်ပြီးတော့ချွေးတောင်ပြန်လာပါတယ်ဒါကြောင့်ကြီးဝါချင်းတိုးတက်ခြင်းနဲ့ဘယ်လုပ်ငန်းမဆိုစနစ်နဲ့လိုပါတယ်စနစ်တစ်ခုထူထောင်အသက်သွင်းရမှာမလုပ်ခင်အရင်လေ့လာရပါတယ်ဘယ်ကုမ္ပဏီနဲ့အလုပ်လုပ်ပုံစနစ်ကဘယ်လိုလူဘလောက်နဲ့ဘလောက်ကြီးတဲ့လုပ်ငန်းကိုစီမံနေတာလုပ်ငန်းခွဲဘလောက်ရှိပြီးတော့တစ်ခုကဘလောက်ဝေးတယ်ဘလောက်နီးတယ်သက်ဆိုင်ရာလုပ်ငန်းခွဲတွေကိုဘယ်သူတွေကတာဝန်ယူပြီးတော့အုပ်ချုပ်စီမံနေတယ်စာတာကိုလေ့လာပြီးမှကိုယ်လုပ်ငန်းကိုယ်အရွယ်စားနဲ့ဆိုရင်ဘယ်လိုဖြစ်တဲ့လဲဆိုပြီးတော့နိုင်ရှင်လေ့လာစဉ်းစားရပါတယ်ကိုယ်လုပ်ငန်းနဲ့အာရုံမဲ့စီမံခန့်ခွဲစနစ်တွေကိုလည်းတွေ့လာပြီးဆိုရင်ပုံနှုံကူးရတာတို့စင်ပွားတာတို့လုပ်ကြရပါတယ်အဲဒီလို system intelligence လို့ခေါ်ပါတယ်ကိုယ်လုပ်ငန်းရဲ့အသုံးတည့်မဲ့စနစ်ကိုကိုယ်တိုင်ထူထောင်နိုင်ရင်အကောင်းဆုံးပါပဲမထူထောင်နိုင်မှုဆိုရင်တော့တကြမ်းနားလိုက်တဲ့ပညာရှင်တွေကိုချင်းကပ်ပြီးတော့သိယူပါလူပြည်လူရောကလူသားတွေစီမံတဲ့ခါမှာစဉ်းစားတဲ့အတွေးခေါ်ပုံနဲ့တောင်ရင်သားကနက်ပြည်နက်ရောကနတ်သားနဲ့သိတဲ့စီမံခန့်ခွဲတဲ့ခါတွေးခေါ်ပုံချင်းတော့မတူနိုင်ပါဘူးလူပြည်လူရောမှာတော့ဘယ်နိုင်ငံဘယ်ဒေသဘယ်ရင်ချင်းမှုဘယ်တလေထုံးစံဘယ်လိုကိုယ်ကမှုဆိုတဲ့မတူညီတဲ့ကွဲပြားခြားနားမှုတွေအများကြီးနဲ့တွေ့ရအောင်ဖြစ်ပါတယ်ဒါကြောင့်စနစ်တစ်ခုတည်းလုပ်ငန်းအားလုံးကိုခြုံငုံပြီးတော့အာရုံဝင်ကြဖြစ်သွားလိမ့်မယ်ဆိုတာတော့မဖြစ်နိုင်ပါဘူးအဲ့လိုမဖြစ်နိုင်မှုဆိုတဲ့ယုတ်တိကိုကြော်လွန်ပြီးတော့ဖြစ်နိုင်ပါလေဆိုတဲ့တိုက်တွန်းနဲ့ပြောဆိုရောင်းချတက်ဆင်အသက်သွင်းပေးလိုက်တဲ့စနစ်ဆိုင်ရာပညာရှင်ကြီးတွေလည်းရှိနေပါသေးတယ်ဒီသင်တန်းကိုတက်ဒီပညာကိုသင်ဒီတွေးခေါ်ကိုပွတ်ပိုက်ဒီပုံစံနဲ့လှုပ်ဆိုပြီးတော့အားလုံးတူတူပဲဆိုပြီးတော့ရင်းဖြောင်းမော်တန်ဆိုင်သွားလို့တော့ပညာရှင်တွေကဆရာတွေနဲ့ဥပဖြောတွေ့လိုက်တဲ့အခါမှာတော့ချင်းမျက်နှာစာမှာတင်ခင်းချင်းပြတ်ထားတဲ့အလှပြမိသားအခင်းချင်းဥသာမြင်ရမှာဖြစ်ပြီးတော့နောက်ကဂိုထောင်ထဲမှာပွားစာကျေးပြီးတော့တွတ်ပြောဆိုင်ရာကြွက်နိုင်ငံတော်ကြီးဖြစ်နေရတော့မြင်ရမှာမဟုတ်ပါဘူးတင်ကြမှုတည်မှုတွေနောက်ကမှာအနက်ဆိုင်ဆုံးနေရာက concept ဆိုတဲ့တွေးပြီးမြင်နိုင်စွာတစ်ခုရှိပါတယ်အဲ့ဒီတွေးပြီးမြင်နိုင်စွာဟာပညာရှင်တယောက်နဲ့တယောက်မတူသလိုလက်ဆင့်ကမ်းပုံလည်းမတူကြပါဘူးဒါကလွတ်မြောက်ခြင်းပါပဲအဲ့လိုလွတ်မြောက်အောင်ဒီလွတ်လွတ်လပ်လပ်တွေးနိုင်မှသာတကယ်အတွေးမြင်အစ်စ်ကိုရမှာဖြစ်ပါတယ်ညီအောင်သာတွေးနိုင်ရင်ဆရာဆိုတာလည်းမလိုတော့ပါဘူးဘုရားမြတ်စွာတက်ပြည့်ကြီးနာဉာဏ်ကိုရပြီးတဲ့နောက်မှာတွေးခဲ့ဘူးသမျှတော်ခဲ့ဘူးသမျှဆရာဆက်ကိုပြန်ဆင်ခြင်ကြည့်တဲ့အခါမှာတော့နောက်ဆုံးမှာဆရာတွေမပြနိုင်တဲ့တရားကိုသူတွေ့ရှိခဲ့တာပါဒါကြောင့်ဆရာဆိုတာအကန့်အသတ်ရှိတဲ့ပုဂ္ဂိုလ်တွေပါပဲအကန့်အသတ်မဲ့တဲ့လွတ်မြောက်ခြင်းဝိမု ക്തി ကိုရောက်ဖို့အတွက်လို့ရင်တော့ကိုယ်တိုင်တွေးကိုယ်တိုင်ကြံကိုယ်တိုင်လုံးမရမှာဖြစ်ပါတယ်စနစ်ကသွားရမယ့်လမ်းကိုညွှန်ပါလိမ့်မယ်၆သွားရမှာလုပ်ငန်းရှင်ဖြစ်တဲ့ကိုယ့်ရဲ့တာဝန်ပါပဲစနစ်ရှိနေပြီကိုကမလိုက်လာဘူးဆိုရင်လည်းဒါလည်းမမှန်သေးပါဘူးစနစ်ရဲ့လမ်းညွှန်ထိန်းချုပ်မှုကြောင့်လက်ပတ်နေတဲ့ကိုယ်လုပ်ငန်းရဲ့သတင်းချက်လက်စည်းသိမှုတွေအစီရင်ချက်တွေအမိန်တောင်းခံချက်တွေကိုမျက်ခြေမပြတ်ဖတ်ရှုသိမြင်နေမှသာဖြစ်တယ်လို့ဘယ်လမ်းကိုဘယ်လိုကွေ့ဘယ်ခရီးကိုဘယ်လိုချင်းကပ်စတဲ့ထိုးရင်းမြင်နိုင်တဲ့ခေါင်းဆောင်တွေရဲ့အသိစိတ်ထဲမှာအလိုလျောက်ပေါ်လာလိမ့်ရှိတဲ့မဟာဗျူဟာမြောက်တွေနဲ့ချင်းချင်းတွေးစားပြီးတော့လမ်းညွှန်ထိန်းချုပ်မှုတွေလုပ်နေအောင်မှာဖြစ်ပါကြောင်းခင်ဗျာတက်တီပြပါစီဝါရှာမှာ
ဘာကိုဘလို့လိုရတဲ့မိခွန်းတွေကိုကလာတော်တော်ကြာကြတဲ့ဒီဇိုင်းမဲ့ဖြေခဲ့တာပါတက်တိလိုပါတယ်စီဝါရှာတာကိုယ့်အတွက်ပထမပါဒါကြောင့်တက်တိရှိဖို့လိုပါတယ်သူများတဲ့အများအတွက်မိကိုနေကြတဲ့အတွက်ဝန်ထမ်းတွေအတွက်ဆိုပြီးတော့ပြောနေကြတာအများကြီးကြားခဲ့ဘူးကြားနေစေပဲကြားရအောင်မှာပဲဖြစ်ပါတယ်ဘယ်သူတည်းဘဲဝအတွက်ဆိုတာကတော့နောက်မှလာတာပါကိုယ့်တက်ကတော့ပထမပါပဲဒါကြောင့်တက်တိရှိရပါမယ်အရင်ကြီးများလေတက်တိများများလိုနေပါပဲစွန်စားလှုပ်ဆောင်နိုင်မှုဆိုတာလည်းအချင်းဒီတစ်ခုမှာအကြောင်းရင်းနှစ်ခုရှိပါတယ်ပထမတစ်ခုကတော့အသစ်လုံးမှလားအခုမှစတင်မှလားဒုတိယတစ်ခုကတော့လှုပ်ဖူးလှုပ်ဆက်ရှိပြီးသားကျွမ်းကျင်ပြီးသားလုပ်ကိုစိန်ခုံမှုအသစ်နေတဲ့ရင်ဆိုင်တိုးချက်ပြီးလုပ်မှလားဘာပဲလဲလို့ကြောက်ရွံ့စိတ်ဆိုတာကိုတော့ဖယ်ရှားပြီးလုပ်မှဖြစ်ပါတယ်အဲ့ဒီအတွက်လိုအပ်ဆုံးကတော့တက်တိပါပဲလုပ်စရာစီးပွားရေးလုပ်ငန်းတွေ business တွေမှာဆောင်းရမှာပတ်စံငွေကြေးရှိအောင်နဲ့မလုံလောက်တဲ့ခိုင်မာတဲ့တက်တိရှိဖို့တိတ်ကိုအရေးကြီးပါတယ်တက်တိမရှိရင်လုပ်ငန်း80ရာမှာနှောင့်နှေးတတ်ပါတယ်ဆုံးဖြတ်ရတာခက်ခဲကြံ့ကြာတတ်ပါတယ်ကိုပိုင်ဆိုင်တဲ့ငွေကြေးတနာဥစ္စာကိုစီးပွားရေးကနေရပါတယ်အဲ့ဒီမှာကုန်စည်မျိုးမျိုးထုတ်လုပ်ဝန်ဆောင်မှုကဈေးကွက်ချက်တင်တာသူ့ရဲ့လုပ်ငန်းစဉ်ကိုတောင်းယူဆောင်တာဟာဘဏ္ဍာရေးနဲ့လုပ်ငန်းပြောရေးဆွဲတဲ့စတဲ့ကုမ္ပဏီတစ်ခုကိုပိုင်လုပ်ငန်းတစ်ခုလဲပိုက်နိုင်မှုတဲ့ကြီးထွားလာရေးအတွက်လှုပ်ဆောင်ရတဲ့ကဏ္ဍမျိုးစုံရဲ့ကိုစားစီးပွားရေးသမားဖြစ်ပါတယ်အဲဒီစီးပွားရေးကိုရှေ့ဆက်ဖို့အတွက်ရရင်နဲ့တက်တိလိုပါတယ်လူရင်ပြန်ထနိုင်တဲ့တက်တိမျိုးမရှိမဖြစ်ပါပဲထဲကြသွားတဲ့ဒဏ်ရာရတိုင်းမျက်ရည်မကြအောင်အန်ကျိန်ထားနိုင်တဲ့တက်တိမျိုးကသာအောင်မြင်မှုစီပံ့ပိုးပေးနိုင်တာဖြစ်ပါတယ်အောင်နဲ့အောင်မြင်ခြင်းကြီးလက်ကြီးပွားခြင်းနဲ့တက်တိကလည်းဟုတ်ဒီပတ်တိမရှိဘူးဆိုရင်တော့အောင်မြင်မှုခက်ခဲပါလိမ့်မယ်ထဲကြသွားခြင်းမှာချက်ချင်းပြန်ထအန်ကျိန်ပြီးဆက်သွားနိုင်ဖို့လိုပါတယ်ထဲကြလို့ရတဲ့ဒဏ်ရာတွေကိုပုတ်တက်ပြီးညီးတွားနေလို့အောင်မြင်မှုဆိုတာတနာပြီးတော့ကိုယ်စီရောက်လာမှာမဟုတ်ပါဘူးအောင်မြင်မှုဆိုတော့ကိုကရောက်အောင်သွားမှာဖြစ်ပြီးတော့အန်ကျိန်ပြီးတော့ဒီလိုဆက်သွားမှာဖြစ်ပါတယ်Cashman ကသူ့စာအုပ် Leadership for the Insight or Becoming a Leader for Life ထဲမှာတော့ဒေသန္တရီကလုပ်ငန်းအောင်မြင်ဖို့အတွက်အဓိကလိုအပ်တဲ့ခေါင်းဆောင်မှုအရည်အသွေးတွေကတစ်ခုဖြစ်တယ်လို့ရေးခဲ့ပါတယ်။နောက်တစ်ခါလူတန်းနဲ့ Ibarriba တို့ကလည်းဒေသန္တရီရဲ့အန္တရာယ်ကိုစွန့်စားရင်ဆိုင်လူစိတ်တို့ဟာအောင်မြင်တဲ့တည်ထင်စွန့်စားမှုလုပ်ငန်းတွေအတွက်အဓိကကျတဲ့အကြောင်းရင်းတွေဖြစ်တယ်လို့ဆိုပါတယ်။ Carson ကတော့သူ့ရဲ့ The Intervention and Economic Theory မှာလည်းအဓိပ္ပာယ်ဖွင့်ဆိုထားတာကတော့စွန့်စားလှုပ်ဆောင်နိုင်မှုအရေးမှာတက်တိကအရေးပါပါတယ်တက်တိဆိုတာမသေးချာမကြေရတဲ့အခွင့်အလမ်းတွေကိုလိုက်ရှာရမှာကြာရှုံးနိုင်ခြင်းတွေကိုစွန့်စားလို့တဲ့ဆန္ဒဖြစ်တယ်လို့ဖွင့်ဆိုရေးသားခဲ့ပါတယ်ဒီဖွင့်ဆိုချက်တွေကိုကိုးကားပြီးတော့ကောက်ချက်ဆွဲပြောရရင်တော့ဘယ်လုပ်ငန်းဆိုခက်ခဲပါတယ်စွန့်စားရပါတယ်တိတ်လွယ်နေတဲ့လုပ်ငန်းဟာအကျိုးမြတ်ရှိအောင်ရှိပါမယ်ဒါပေမဲ့နည်းပါလိမ့်မယ်အကျိုးများများရခြင်းညာညာစွန့်စားရပါမယ်ဘယ်ချိန်ကမှအရေးကြီးဆုံးကအဲ့ဒီချိန်မှာအရေးကြီးဆုံးကစွန့်စားရတဲ့တက်တိပါပဲpartnership ဒီဘက်စီဝါပရိပခနေ့စဉ်ဘဝကပရိပခတွေဘီယောဒီနဲ့မကင်းတတ်ကြပါဘူးအဲ့လိုကိစ္စရပ်တွေတွေ့ကြတဲ့အခါမှာဖြည့်ရှင်းနည်းမျိုးမျိုးကိုသုံးပြီးတော့ပြည်လည်အောင်ဖြည့်ရှင်းကြပါတယ်ပြည်လည်သွားတာရှိသူမပြည်လည်တဲ့ပရိပခတွေလည်းတူးနဲ့တေးပါပဲညာဆော်သောပရိပခတွေမှာမိတ်ဖက်တွေစီဝါဘက်တွေကြားမှာဖြစ်လက်ရှိတဲ့ပရိပခကတော့တဖြည်းဖြည်းကြီးထွားလာတတ်ကြပါတယ်မိတ်ဖက်စီဝါတစ်ခုမှာထူထောင်တော့မယ်ဆိုရင်အရင်ဆုံးတော့မှာတော့ဘောင်ဝင်ဖို့ပါဘောင်အောင်စီးခတ်မထားနိုင်ရင်ရေရှည်မှာဘောင်အပြင်ကစကားတွေအတွေးတွေနဲ့ရှုပ်ထွေးလာတတ်ပါတယ်ကျွန်တော်စီကလုပ်ငန်းရှင်ချင်းချင်းပူးပေါင်းပြီးတော့စီးပွားရေးလုပ်ကြကြတာမှာအဲ့ဒီလိုပေါင်းခတ်ပြီးတော့စီးသက်မှုအင်မတန်အားနေပါတယ်အစားပိုင်းမှာကောင်းပြီးကောင်းရင်နဲ့အကြမ်းမြင့်သဘောတူလိုက်ကြပါတယ်ပြီးတော့မှအတူတူလုပ်ကြတယ်ဆိုပြီးတော့သဘောတူလိုက်ကြပါတယ်ကဲသဘောတူပြီးတော့ဘောင်အောင်လုပ်ကြပါစို့ဆိုလိုက်ရင်တော့အချိန်ဆွဲအကြောင်းပြပြီးတော့ဘောင်ကိုရှောင်ကြပါတယ်ချင်းတခြားဖြစ်ချင်ပေမဲ့စီစီနောင်နောင်ဖြစ်ဖို့ဟာကြောက်ကြပါတယ်ငွေကြေးကိုစီရင်းနှီးမြှုပ်နှံပြီးတော့အတူတူလုပ်ကြပေမဲ့စီးပွားရေးတောင်မှမရှိပြည့်လိုအပ်တဲ့သတ်မှတ်ချက်တွေကိုဘောင်ဝင်အောင်သဘောတူလိုက်ကြဖို့ခက်နေကြပါတယ်။ဒါကတော့အပေါ်ပိုင်းကသဘာဝအောက်ပိုင်းကကြည့်ပါနဲ့အလုပ်ကိုပြည့်ချက်ပို့ပြီးစနစ်ကြအောင်လုပ်ကြမယ်။ဥပဒေနဲ့အညီလဲဖြစ်အောင်လုပ်ကြမယ်လို့အလုပ်အားရှင်တို့သဘောတူညီကန်ထရိုက်ရအောင်ဆိုရင်လည်းတင်းတင်းကြပ်ကြပ်မလုပ်နိုင်ကြပါဘူး။သဘောတူကန်ထရိုက်ကိုစာချုပ်ချုပ်ပြီးချီနှောင်တယ်လို့ညင်ကြပါတယ်။ဒါပေမဲ့မချုပ်ချင်ပါဘူး။အဲ့လိုဆိုရင်တော့လုပ်ငန်းငွေတစ်ခုဟာဝင်ရင်တဲ့အချိန်ဝင်ထွက်ချင်တဲ့အချိန်ထွက်သွားမယ်ဆိုရင်ခံယူချက်မျိုးဖြစ်နေမလားဟုတ်တယ်အဲ့ဒီအချိန်မှာအဲ့ဒီတိုင်းအတိအကျပါပဲလုပ်ချင်တဲ့လောက်ပျော်တဲ့လောက်လုပ်မယ်မလုပ်ချင်ရင်ထွက်သွားမယ်ဒီဖြစ်စဉ်တွေကိုတေးချာစဉ်းစားကြည့်ရင်အလုပ်ကိုအပျော်လုပ်နေကြတာတန်မွေးဝမ်းကြောင်းတစ်ခုလို့မဟုတ်ပါဘူးရေဖွံ့ဖြိုးတဲ့ဖို့မဟုတ်ပါဘူးခုံမှန်ကြော်လွားလွတ်လပ်ချင်နေလို့တော်ရမှမနေရင်ပျော်မဲနေခြင်းနဲ့အဲ့ဒီသဘောပါပဲစီဝါပဲချင်းပူပေါင်းလုပ်ကြရင်မှလည်းအတူတူပါပဲဘောင်အောင်လုပ်နေရမယ်ဆိုယုံကြည်မှုနဲ့
ထဲဝင်လောက်ကင်ကြပါတယ်အဲယုံကြည်မှုကိုအလွဲသုံးစားလုပ်လို့ရှိမှတော့ဘောင်ဝင်အောင်တေးချလုံမထားတဲ့အတွက်ပွဲကြပြဲကြဖြစ်ကြပါတယ်လုပ်ငန်းတစ်ခုစပြီးထည့်ရမယ်ဆိုရင်လည်းကုန်ကြစည်နဲ့အကျိုးမြတ်တွေကိုအဓိကတွက်လှည့်ရှိပါတယ်ဘယ်လောက်ရင်းလို့ဘယ်လောက်ကြာရင်ဘယ်လောက်မြတ်မယ်ဆိုတာပါစဉ်းစားကြပါတယ်စီးပွားရေးလုပ်တာဟာအမြဲတမ်းမြတ်နေမဲ့ theory တစ်ခုမှပြောမထားပါဘူးရှုံးနိုင်ပါတယ်ညံ့နိုင်ပါတယ်ပြုတ်ပြုံသွားနိုင်ပါတယ်တန်ကြယ်ခရီးကျဖြစ်နိုင်တယ်လို့အကျိုးဆက်ဖို့မတက်နိုင်လို့လူမျိုးခံယူရထိလည်းဖြစ်သွားနိုင်ပါတယ်အဲ့လိုဖြစ်တဲ့ဆိုတာကိုမသိလို့မဟုတ်ပါဘူးသိပါတယ်တည်နဲ့စွန်သွားခြင်းလားဆိုပြီးတော့ရှေ့ဆက်တိုးကြပါတယ်ဒီညီနေတဲ့နိုင်ငံတွေမှာဒေသတွေမှာစီးပွားရှာတော့ဖြစ်နိုင်ကြီးပြက်နိုင်ကြီးတွေရှိပါတယ်မတည်ခြင်းတဲ့အခြေခံနဲ့အဆောက်အအုံတွေမပြည့်စုံတဲ့နိုင်ငံဒေသမှာတော့ပိုပြီးသတိထားဖို့ခြေလှမ်းဖို့လိုပါတယ်စီးပွားရေးနယ်ပယ်မှာပြိပခတ်တစ်ခုဖြစ်ပြီးရဲဆိုရင်နားဆွင့်ကြည့်ပါအဲ့ဒါမိတ်ဆွေအချင်းချင်းမိတ်ဖက်အချင်းချင်းဖြစ်ကြတာပါသစိမဟုတ်ပါဘူးဒါကြောင့်ဒီပြိပခတ်မျိုးကို business partner confess မိတ်ဖက်စီးပွားပြိပခတ်လို့ခေါ်ပါတယ်မိတ်ဖက်များရဲ့ပြိပခတ်အရင်မြင့်စီးပွားမိတ်ဖက်ချင်းချင်းပြိပခတ်ဖြစ်ကြမှာဘုံအကြောင်းရင်းရှိပါတယ်ဘုံအကြောင်းရင်းလို့သုံးနှုန်းရတာချင်းကတော့တမျိုးတည်းတစ်ဖက်တည်းမဟုတ်ဘူးလို့သူ့ဘက်ကိုယ့်ဘက်အားတောင်ကြိုးစားကြရင်းနဲ့ဗီဒီယိုတွေဖြစ်ကြတဲ့အငင်းပွားကြတဲ့နောက်ဆုံးပြိပခတ်ဖြစ်လာကြတာပါပြိပခတ်တွေကဦးစားပေးမှုလွှဲချော်ရနေကြတော့စတင်လေးရှိပါတယ်ပေါင်းဆိုင်လောက်ကရတဲ့အခါမှာဦးစားပေးမှုတွေကိုသတ်မှတ်ကန့်သတ်ရပါတယ်ဒါကိုဦးစားပေးလုပ်မယ်ဆိုတာကိုသတ်မှတ်ရသလိုဘယ်ဟာကိုတော့ဘယ်လောက်ထက်ပိုမလုပ်ဘူးဆိုတာကိုလည်းကန့်သတ်ရပါတယ်ဒီနေရာမှာမှားတဲ့အမှားကတော့ဘာကိုဦးစားပေးလုပ်မယ်ဆိုတာကိုဆွေးနွေးဆုံးဖြတ်ကြတဲ့အခါမှာအမှားမရှိပါဘူးသဘောတူညီရဖို့ရှေ့တို့နောက်ဆုတ်ညှိနှိုင်းရတာပဲရှိတတ်ပါတယ်ကြီးကြီးပြောနေရင်လည်းမဟာဗျူဟာချက်မှတ်ရေးဆွဲခြင်းပေါ့ဗျာဒါပေမဲ့ဘယ်ဟာကိုဘယ်လောက်ထက်ပိုမလုပ်ရဘူးဆိုတာကတော့ကန့်သတ်ဖို့မိနေကြပါတယ်ဒါလည်းဦးစားပေးလုပ်ငန်းကိုအရေးပါပါတယ်လုပ်ငန်းတစ်ခုကိုလုပ်နေရင်လည်းမမြတ်တော့ဘူးအရှုံးပုံနေတယ်ဆိုရင်အချိန်မီသိရှိရပ်တန့်လိုက်ဖို့လိုပါတယ်အဲ့ဒီအကန့်အသတ်ဘောင်ကိုမူလကလေးကချမှတ်ထားခဲ့ရမှာပါဒါကိုအများစုကပြက်ကွက်တတ်ကြပါတယ်ဒီဘက်စီးပွားရေးမှာဥဆောင်ကဏ္ဍအရေးကြီးပါတယ်ဘယ်သူကဥဆောင်မှလဲဆိုတာကိုအစကလေးကရှင်းရှင်းလင်းလင်းပြင်ပြုထားပါလုပ်ငန်းစဉ်အစဥဆောင်တဲ့သူဟာလက်ရှိဥဆောင်လေဘက်နေရဆိုရင်နောက်လိုက်တွေကသူ့ရဲ့ဥဆောင်မှုအောက်မှာပဲရှိနေတာကိုရှေ့ကိုဆက်သွားတာပိုပြီးခရီးတွင်ပါလိမ့်မယ်ဝီရှင်မစ်ရှင်တွေကိုပြန်ညှိနှိုင်းဖို့လိုပါမယ်မူလလမ်းကြောင်းနဲ့ဆက်သွားမလားပြင်မလားဆိုတာတွေကိုဆွေးနွေးညှိနှိုင်းရပါလွယ်မြောင်နဲ့ခက်ပါတယ်ဒါဆက်သွယ်ရေးလမ်းကြောင်း communication channel ထူထောင်တာတို့တိတ်ကိုရေးပါလာပါတယ်အကြောင်းကြီးငယ်ပေါ်ပေါ်လာခဲ့ဆိုရင်အချင်းချင်းဆက်သွယ်ပြောဆိုနိုင်ဖို့လိုတယ်လို့မလိုလားတဲ့ပြိပခတ်တစ်ခုပေါ်လာရင်လည်းမကြည့်တော့ခင်အပြုသဘောနဲ့ဓာတ်ရိုက်ဖြည့်ရှင်းနိုင်ဖို့လိုပါတယ်ပြိပခတ်ဥဒေစီတဲ့နောက်ထပ်အရေးပါတဲ့အချက်တစ်ခုကမမျှတမှုဖြစ်ပါတယ်ထဲဝင်ပေါင်းစည်းထားကြတဲ့မိဖက်တွေကြားမှာအဓိကဖြစ်ပေါ်လေးရှိတဲ့အကြောင်းရင်းတစ်ခုပါကိုပေါင်းဆက်ပါဝင်နေတဲ့နဲတယ်များတယ်ဆိုတဲ့ကိစ္စပါမူလပါရှင်ကလည်းသူ့ရဲ့ခွဲတန်းဘလောက်ရထိုက်တယ်ဆိုတာရဲ့အစမှရှင်းရှင်းလင်းလင်းပြင်ပြုတ်မထားရင်ပြိပခတ်စီကိုဥတည်သွားတတ်ပါတယ်မိဖက်စီဝိုင်းဆိုတော့ခေါင်းစဉ်တက်ရတာတကယ်တော့ကိုကြီးကိုသေးမတူတဲ့သူတွေလာပေါင်းမိတာပဲဖြစ်ပါတယ်အရှင်ကိုစီအတွေးခေါ်ကိုစီနဲ့လာကြတဲ့အဖြစ်ကိုပေါင်းတဲ့ခါမှာအကန့်အသတ်မထားနိုင်ရင်တော့ကိုသာအတီဆုံးအတက်ဆုံးဆိုတာမျိုးဖြစ်ပြီးတော့အဲ့ဒီမတူညီတဲ့ကိုကြီးကိုသေးအကြောင်းပြိပခတ်တွေဖြစ်တတ်ကြတာပါနောက်တစ်ခုကတော့ပြင်ပဖိအားဖြစ်တဲ့ပြိုင်ဘက်တွေလှုပ်ရှားမှုပါပြိုင်ဘက်တွေကိုအမြဲတမ်းထားနေရမှာဖြစ်ပါတယ်သူတို့ကကိုကြော်တက်ဖို့ကြိုးစားမှနီလန်းပေါင်းစုံယူဝပေါင်းစုံသုံးညမှာပါအဲ့ဖြစ်နိုင်ခြေတွေကိုမိဖက်စီဝါရေးဖွဲ့ဝင်တွေကိုအားလုံးရှင်းရှင်းလင်းလင်းမြင်အောင်ကြိုတင်ပြသထားမှာဖြစ်ပါတယ်ဒါမှသာပေါင်းစည်းဝင်ရောက်လာတဲ့စီဝါမိဖက်အသစ်တွေနဲ့ပူးပေါင်းပြီးတော့အောင်မြင်ရေးဗျူဟာတွေကိုချမှတ်နိုင်မှာဖြစ်ပါတယ်ခင်ဗျာမိဖက်စီဝါတွတ်သွားဖေးပေါ်မှာစာရေးကျဲနေတာကနေဒီပါပြင်မိဖက်စီဝါရေးနဲ့ပတ်သက်တဲ့အကြောင်းလေးကိုတက်တက်ရေးပြသွားတယ်မိဖက်စီဝါလှုပ်တဲ့မလှုပ်တဲ့ခက်မြန်ပြန်ပြေးလိုက်ချင်တာတော့တိတ်ကိုလှုပ်တဲ့ပါတယ်ဒါပေမဲ့ရိုးရမပြက်မိမပြက်အားနာလို့မင်းများမရှိပဲပူပေါင်းမိဖက်လိုက်တာမျိုးတော့မလုပ်သင့်ပါဘူးခင်ဗျာမိဖက်စီဝါရေးတွေဖြစ်တတ်တဲ့သဘောတော်ကကိုယ်နိုင်ငံကမိဖက်စီဝါရေးနဲ့ပတ်သက်တဲ့ပြဋ္ဌာန်းထားတဲ့ဥပဒေတွေလှုပ်ထုံးလုပ်ပြီးတော့ဥပဒေရဲ့လွှမ်းခြုံမှုအတိုင်းတာဆောင်ရန်တွေဆိုရှုံနိုင်တွေစတာတွေကိုတော့ထဲထဲဝင်စူးစမ်းဖို့လိုပါတယ်မြန်ရောက်ချင်တကူတော့သွားဝေးရောက်ချင်အဆူစီးအဖော်ပေါင်းနဲ့သွားဆိုတဲ့တုံးအပိတဲ့စကားပုံမှာပဲကျွန်တော်တို့ခရီးဝေးကိုမြန်ရောက်ချင်တယ်ဒါဆိုရင်တော့လူရွေးပြီးသွားမှာဖြစ်ပါတယ်ခြေလမ်းနှေးသူတွေနောက်ပြန်ရှောက်မဲ့သူတို့ခြံထားခဲ့ရမှာပါလက်စင်ကပြပြမွေးမှာဘတုံးလို့ခေါ်တဲ့ဒုတ်ချောင်းလေးကိုပယ်မဲဝင်၄ယောက်ကလက်စင်ကိုင်းရင်အားသုံးခွန်ဆိုင်ပြပြီးပန်းဝင်ရတာဖြစ်ပါတယ်ဒါတို့ပြေးတဲ့ခါမှာတယောက်ကိုမီတာ100နှုန်းနဲ့အစွမ်းကုန်ပြေးကြတာပါပထမလူကဒုတိယလူကိုလက်စင်ကန်ကနေမှဒုတိယလူက
10 မီတာလောက်စောင့်ပြီးတော့ပြေးရတာပါပထမလူနဲ့ပြန်ပြေးနေတော့မှဒုတိယလေးလက်ထက်ကိုလက်ဆင့်ကမ်းလိုက်ရတာပါအဲ့ဒါနောက်ထပ်10 မီတာစုစုပေါင်းမီတာ20တင်းမှလက်ဆင့်ကမ်းရတာပါကိုတသိန်းနဲ့ပြန်နေတာမဟုတ်ပါဘူးခြားသိန်းတွေလည်းပြန်နေရပါနီးစနစ်လည်းမှန်းရပါမယ်အတကုံလည်းအာသွန်ခွန်ဆိုင်ပြေးရပါမယ်အားလုံးထဲမှာအပြေးတန်ဆုံးသူတွေကိုနောက်ဆုံးပန်းဝင်ငန်းဒီမီတာ100ကိုပြေးဖို့နေရာချထားရပါတယ်သူတို့အခါလို့ခေါ်ပါတယ်အခါသူ့ရဲ့နောက်အနိုင်အရှုံးကိုအဆုံးဖြတ်ပေးမှသူဖြစ်ပါတယ်ကိုထဲမှာတင်အခါရှိနေတာမဟုတ်ဘူးတိုင်ပတ်တွေမှာလည်းရှိနေပါတယ်အဓိကကတော့ဘတ်တွန်ကိုလက်ဆင့်ကမ်းတဲ့အခါမှာလွတ်မကျစေဖို့ဖြစ်ပါတယ်ဘလောက်ပဲအပြည့်တန်တန်လက်ဆင့်ကမ်းတဲ့လွတ်ကျသွားရင်တော့စက်ပြိုင်လို့မရတော့ပါဘူးပြိုင်ပွဲနေထွက်ရပါတယ်ဒါတာတို့လက်ဆင့်ကမ်းပြီးခိုင်းတာလိုက်နာရတဲ့စီမင်းစီကတ်မှာဒါဝိလက်ဆင့်ကမ်းနေလည်းရှိပါသေးတယ်လူပေါင်းနဲ့ရှီမိုင်နန်ကတော့တာတို့ပြေးရတဲ့အခါရှိတယ်လို့ဒါဝိပြေးရတဲ့အခါလည်းရှိပါတယ်ဘဝပြိုင်ပွဲမှာလက်ဆင့်ကမ်းပြိုင်ကြတဲ့အခါမှာလုံချောင်းလေးလွတ်မကျရေးအရေးကြီးဆုံးပါအပြေးတော်တန်ပါရဲ့စုပ်ကင်ထားတဲ့လက်မမြဲဘူးဒါမှမဟုတ်အပြေးကန်အကူးပြောင်းမှာတိတိကျကျလက်ပြေးကန်မကူးပြောင်းနိုင်ဘူးပေါ့ဆကြမယ်ဆိုရင်လွတ်ကျသွားပါလိမ့်မယ်အဲလိုလွတ်ကျသွားရင်တော့ကိုယ်အသင်းရဲ့ချင်းပြိုင်ခွင့်ဟာပြေဆုံးသွားပြီဖြစ်ပါတယ်ပြိုင်ပွဲနေထွက်ရတော့မှာပါလိဖွဲ့စီဝါလုံးတဲ့မလုံးတဲ့ဆိုတာကလည်းလက်ဆင့်ကမ်းပြီးပါမယ်ဥပမာတိုင်းပါပဲတကယ်အားကောင်းမောင်းတဲ့ပြိုင်ပွဲဝင်တွေရဲ့ကြစ်ကြစ်လေးလေးဖွဲ့စည်းမယ်စကားအများကြီးမပြောရင်ပြိုင်ပွဲမှာအာသွန်ခွန်ဆိုင်ပြေးပြီးတော့အနိုင်ရရှိကိုအောင်ဆိုင်မယ်ကိုယ်လက်ဆင့်ကမ်းပြီးတော့ပထမဆုံးအပြေးသမားစီကိုတတ်မှတ်နေရရောက်အောင်လက်ကမ်းယူပြီးတော့ကြိုနေမယ်ပထမအပြေးသမားပြေးနေရင်တန်းပြီးလိုက်တဲ့ဒုတ်ချောင်းလေးကိုမိမိရစုပ်ကန်ပြေးမယ်ကြောင်းယူမယ်တင်ထားတဲ့အပြေးနှုံးကိုအစွမ်းကုန်ဆက်ပြေးမယ်ကိုခွဲနှန်းကုန်သည်စီမရမနာပြေးမယ်ပြီးရင်ရှေ့မှာကြိုနေမယ်တတိယအပြေးသမားလက်ထဲကိုတိတိကျကျထည့်ပေးမယ်တတိယအပြေးသမားလည်းနောက်ဆုံးအခွက်လက်ထဲကိုစင်းတကြအရှိန်ဟုန်နဲ့ပြေးပြီးတော့လက်ကမ်းပေးမယ်နောက်ဆုံးအပြေးသမားလည်းပြိုင်ပွဲဝင်အားလုံးထက်တောင်းနောက်လှည့်မကြည်စရန်ပြေးပြီးတော့ပန်းဝင်မယ်ဆိုရင်မိဘစီဝါဟာအလုံးကိုလှုပ်တဲ့အလုပ်ပါအဲကြောင့်မိဘစီဝါလှုပ်ကြတော့မယ်ဆိုရင်ဒေတာဇာတွေကိုအချိန်ယူပြီးတော့တည်တည်ချာချာစူးစမ်းလိုက်တာပါသူများကကောင်းတဲ့လှုပ်ပါဆိုတာနဲ့မယုံလိုက်ပါနဲ့ကိုကဘယ်လောက်ထိစိတ်ရှိသိခံနိုင်တယ်လဲဆိုတာကလည်းစမ်းစစ်ပါဘဝတူသူမို့မိဖက်ကြမှာမို့တဘာဝတူဖို့တဲ့ရေချက်တူဖို့လေစူးစမ်းညှိနှိုင်းပါလူတောင်ကိုတောင်ခွဲချပါကိုကကြီးအသာကြီးအမြဲတမ်းမလိုချင်ပါနဲ့စီဝါရေးထူထောင်လောက်ကြရမှာရှုံးနိုင်တယ်ညံ့နိုင်တယ်ဘယ်သားပဲချင်းနဲ့အရင်ပဲကြက်နိုင်တယ်ဒါတွေကလည်းအားလုံးတွေမှန်ကန်ချက်တစ်ခုပါပေါင်းလို့တိုင်းမျက်မြင်မထင်ပါနဲ့အဲကြောင့်မိဖက်စီဝါလုံးတင်မလုံးတင်ဆိုတဲ့အမေကိုဒီစာတစ်ပိုက်နဲ့ဖြည့်လိုက်ခြင်းပါမူလသိကျင်တဲ့မိတ်ဆွေတမကကိုစာဖက်ပရိသတ်တွေတက်ပါအကျိုးရှိတစုံတရာညှော်လင့်ပါတယ်ခင်ဗျတတိကောရေပိုင်းမှာလုပ်ငန်းတင်မိတ်ဆွေတင်တဲ့စကားပြောဖြစ်ပါတယ်အဓိကဆွေးနွေးပြတာတော့ပူပေါင်းဆောင်ရွက်ရေးဆိုတဲ့ partnership ဥတည်တဲ့ဆွေးနွေးချက်တွေများပါတယ်အဓိကနာကအရှိန်ယူနေပါပြီတဦးတယောက်တည်းဆောင်ရွက်နေကြတဲ့လုပ်ငန်းတော်တော်များများအနာဂတ်မှာပေါင်းစည်းလုပ်ဖို့လိုလာပါပြီအချိန်ခါလည်းတင့်နေဖြစ်ပါတယ်မစ္စည်းတွေနဲ့စတင်ဆွေးနွေးခါမှာမလုပ်ချင်တာလဲဆိုတဲ့မျိုးကိုစပြီးမေးပါတယ်အဖေကတော့ပူပေါင်းဆောင်ရွက်ချင်တာလို့ဖြေပါတယ်တိတ်ကောင်းပါတယ်အမှန်တကယ်ကိုဖွံ့ဖြိုးဖို့လိုနေပါပြီအခုမှပြင်ပအချိန်လေးတွန်းပို့မှုလိုက်ပြီးတော့ပေါင်းသိမ်းကြပြီးတော့လက်ခံလာကြတာဖြစ်ပါတယ်ပြည်သူဆောင်ရွက်နေမှာကလည်းခေါင်းစဉ်စီကိုသွားတော့မယ်ဆိုရင်ပထမဆုံးလှုပ်ဆောင်မှာတော့ဂရိကိုပါပဲဂရိကိုဆိုတာမှာနှုတ်ကလေးလောက်နဲ့မလုံလောက်ပါဘူးဥပဒေကြောင်းရင်ချုပ်ဆိုရတဲ့ဂရိကိုသာအဓိပ္ပာယ်ရှိပါတယ်အရာဝင်ပါတယ်လူတွေကလှုပ်ဆောင်မှာတော့ဂရိကိုပါပဲအဲ့ဒါကတော့ကိုစီတောင်းပါပဲပူပေါင်းဆောင်ရတဲ့ခါမှာသဘောတူညီမှုရပူပေါင်းသူများမှာကိုစီတောင်းရှိသွားပါပြီအဲ့ဒါတက်မှတ်ဖို့ရကန့်တက်ဖို့ရလိုက်နာဖို့လိုပါတယ်တတိယလှုပ်ဆောင်မှာကလည်းဂရိကိုပါပဲအဲ့ဒီဂရိကိုကတော့ပူပေါင်းဖွဲ့စည်းကြတဲ့အခါမှာသူ့ဘက်ကိုယ်ဘက်လှုပ်ဖို့ကိုင်ဘက်ဝန်ထမ်းတွေကိုကိုစီပါလာရမှာပါခေါင်းဆောင်တွေကြီးပါပဲပူပေါင်းလို့မရပါဘူးနောက်လိုက်တွေပါပူပေါင်းမှဖြစ်မှာပါအဲ့ဒီချိန်မှာဘယ်ခန်းကဏ္ဍကိုဘယ်သူကဘယ်အချိုးနဲ့ဘာတာဝန်ယူမဲဆိုတဲ့တာဝန်အချိုးကြောက်ခိုးဝေခြင်းကလည်းရှိလာမှာပါအဲ့ဒီချိန်မှာကိုယူထားတဲ့တာဝန်ကိုကိုယ်တိုင်ဘယ်ချိန်မှာအပြည့်တဲ့အောင်မြင်အောင်ဆောင်ရွက်မလဲဆိုတဲ့ deadline သတ်မှတ်ချိန်မှာပြီးဆုံးအောင်လုပ်တတ်တဲ့အလေးကျင့်ကိုပြီးတဲ့ဂရိကိုတွေရှိလာမှာပါဒါကြောင့်ပူပေါင်းဆောင်ရွက်မှာဂရိကိုဟာအရေးကြီးဆုံးဖြစ်ပါတယ်ပူပေါင်းဆောင်ရွက်ခြင်းခိုင်မာတဲ့ဂရိကိုကိုစင်ကြယ်မပေးဘဲနဲ့စောင့်ထိန်နေရပါမယ်ဂရိကိုလွှဲချော်ခဲ့ရင်တော့ပြိပခဖြစ်တတ်ပါတယ်ဒါကြောင့်အဲ့လိုများလွှဲချော်ခဲ့ရင်ဘယ်လိုလှုပ်ဆောင်ကြမလဲဆိုတဲ့ဖြည့်ရှင်းနည်းစဉ်တွေကိုလည်းကြိုတင်တိစောက်ထားကြဖို့လိုပါတယ်ခင်ဗျာစီဝါခိုင်မာခြင်းပြောင်းလဲပါမပြောင်းလဲပဲဒီနေ့ကပြောင်းလဲခြင်းသာဖြစ်တယ်ဆိုတဲ့ဒီကတခုကဘာသိအောင်ပြောခဲ့သူကတော့တသင်းကပြည်ချရှင်
Heraclitus ဖြစ်ပါတယ်ချင်းဆိုတဲ့ပြောင်းလဲခြင်းတသနာကိုလူများသိတဲ့စကားကတော့ Roman Evastus and the same Revatus ဖြစ်ပါတယ်အဲ့ဒါအချင်းပါပဲပထမချင်းစင်းတဲ့မြစ်ကဒီမြစ်နေရမှာပဲဒုတိယချင်းစင်းတဲ့မြစ်ကလည်းဒီမြစ်နေရပါပဲဒါပေမဲ့စီးနေတဲ့ကြီးကတော့မတူတော့ပါဘူးပြောင်းတော့ပါပြီအဲ့တသနာကိုသေချာဆက်စစ်လိုက်ရင်တော့အရာအလုံးဟာပြောင်းနေတာပါမပြောင်းဘူးလို့ထင်ပြီးတော့သိရှိမြင်တွေ့နေတဲ့အရာတွေကလည်းပြောင်းနေတာပါမြင်နေခြင်းကိုမသိတာပါHeraclitus ရဲ့တသနာ everything flows ကအရာအလုံးကိုစီးစီးနေတယ်လို့ပြောခေါ်ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်ဒါဟာပြောင်းလဲခြင်းပါပဲဒီတသနာကိုနေပယ်သီးသီးမှာသုံးဆွဲကြပါတယ်ဒီဝိုင်းနေမှာလက်တွေ့ကြပြီးတော့အသုံးဝင်တဲ့ခေတ်ပေါ်စူးစမ်းတစ်ခုကတော့ Canadian ပညာရှင် Marshall McLuhan ရဲ့ The Medias in the Message ဖြစ်ပါတယ်ရုပ်ရှင်သုံးတိပေကတော့ပြောတဲ့အကြောင်းအရာ content တဲ့ အသုံးပြုတဲ့နည်းလမ်း medium ကပို့ပြီးတော့အရေးပါရရောက်ပါတယ်ဥပမာရင်းမိုးချစ်တယ်ဆိုတဲ့စကားတစ်ခုကိုလူကြီးမျက်နှာဆိုင်တွေ့ပြီးပြောတာနဲ့ SMS ရေးပြီးပို့တာရလက်မတူဘူးဆိုတာကိုခေတ်လူငယ်တွေကောင်းကောင်းနားလည်ပါတယ်ဒါကြောင့်ဘာပြောလိုက်တယ်ဆိုတဲ့ content တဲ့ဘယ်နည်းလမ်း medium ကိုသုံးပြီးတော့ပြောလိုက်တယ်ဆိုတာကအပြောင်းလဲကိုပို့ပြီးမြန်ဆန်စေပါတယ်ကွန်ပျူတာကသူ့ထုတ်ကို Instagram နဲ့ TikTok မှာကြော်ညာတာနဲ့သတင်းစာမှာကြော်ညာတာဟာသိသသာကွင်းမဲ့ချမ်းသာသွားစေပါတယ် Instagram TikTok ကတော့လူငယ်တွေစီရောက်ပြီးတော့သတင်းစာဆိုလူကြီးတွေစီရောက်ပါတယ်မီဒီယာကတော့ message ကိုသတ်မှတ်ပေးပါတယ်ဒါမီဒီယာကလုပ်ပေးတဲ့အပြောင်းလဲချင်းပါပဲကိုစီဝါကိုကုံစီကိုဘယ်သူကြည့်စေသိစေချင်တာလဲဘယ်သူတွေကြားမှာပြန့်နှံ့စေချင်တာလဲဆိုတာကိုရိုးရိုးပဲကြည့်ပါအကြောင်းအရာတူတာပါလိမ့်မယ်ဒါပေမဲ့သုံးထားတဲ့ဒီမှာမတူတဲ့ခါမှာအကျိုးသက်ရောက်မှုကကွာသွားပါပြီဒါကြောင့် the medias in the message ဆိုတာကျွန်တော်တို့သုံးနေတဲ့မီဒီယာဟာကျွန်တော်တို့ရဲ့အတွေးခေါ်တဲ့လူ့ဘက်စီကိုပြန်လည်ပုံဖော်တယ်ဆိုတဲ့ထင်ရှားလာပါတယ်ဒီနေ့ online learning ဆိုတဲ့မီဒီယာကဆရာနဲ့ဘယ်ဆက်ဆံရေးသဘောတဘာဝကိုပြည်သူချာကြီးကိုပြောင်းလဲပြစ်လိုက်တာပါ social media ကပုံနှိပ်မီဒီယာရဲ့ရှေ့ဆုံးကရောက်လာပါတယ်ပြောစရာမလိုတဲ့ချက်ပါပဲပြောတဲ့အကြောင်းကတော့အတူတူပါပဲဒါပေမဲ့သုံးလိုက်တဲ့မီဒီယာကမတူလိုက်တဲ့အခါမှာ promote သက်ရောက်မှုဟာအကွာကြီးကွာသွားတာထင်ရှားတဲ့ဥပမာတစ်ခုပါ socialist change မလုပ်ခင်မှာကိုယ့်ဘဝအတွေ့အကြုံလက်ရှိအလုပ်ကျင့်တဲ့ပျော်ရွှင်မှုစတာတွေကိုပြန်ဆက်စစ်ကြည့်ပါကိုင်ညီမှုမရှိတော့တာကိုမှတ်တမ်းတင်ပါဈေးကွက်ကတော့ရှိနေမှာပါဒါပေမဲ့ပြိုင်ဘက်တွေကမကြုံစဘူးများလာတာတို့တွေ့ရပါလိမ့်မယ်အဲ့ခါမှာကိုယ့်ရဲ့ထုတ်ကုန်ဝန်ဆောင်မှုကိုအသွင်ပြောင်းရင်ပြောင်းဒါမှမဟုတ် viewer ကိုပြောင်းဖို့လိုလာပါပြီပြောတဲ့ခါမှာ socialist change ငါပြောမြောက်အပြောင်းလဲဖြစ်ဖို့လိုလာပါတယ်ကိုယ်ပြိုင်ဘက်တွေကိုဖောက်တဲ့တွေနဲ့ဒီပညာတွေပြောင်းလဲနေတာကိုမျက်ခြေမပြတ်ပါဘူးမျက်ခြေပြတ်သွားရင်ကိုယ့်ရဲ့ဈေးကွက်ဝေစုကျသွားပါပြီကျသွားရင်ဇက်တိုက်ကျတတ်ပါလေဒါကြောင့် the only contest in the chain ဆိုတဲ့လက်သတိကနေရမှာကိုမမေ့အောင်အမြဲနှလုံးသွင်းပါဒီစကားရဲ့ကလောကကြီးရဲ့ပြောင်းလဲမှုဖြစ်စဉ်သဘောတရားကိုအခြေခံထားတာဖြစ်ပါတယ်ဒီကြောင့်ထပ်ပြီးသက်သေပြဖို့မလိုတဲ့ isolation of wisdom ဖြစ်ပါတယ်ဘာကြောင့်ဘယ်လိုစီးပွားရေးလုပ်ငန်းကိုမဆိုလုံရင်းကိုင်းနဲ့အခြေတစ်ခုရောက်လာပြီဆိုရင်ပြောင်းလဲနေတဲ့ခေတ်နဲ့အညီကိုယ့်ရဲ့စီးပွားရေးပြောင်းဖို့လိုက်ပါပြောင်းလဲဖို့လိုအပ်ပါတယ်ခင်ဗျာdownsizing လို့ပဲသုံးကြပါတယ်နည်းနည်းလေးပို့ပြီးတော့ကိန်းဂဏန်းကြီးရင်တော့ strategies streamline လို့သုံးလိုက်တာပါအဓိပ္ပာယ်ကတော့တူတူပါပဲဝန်ပိုးတယ် short ချလိုက်တာလုပ်ငန်းရစာကိုချုပ်လိုက်တာဖောက်တဲ့အများကြီးကိုလက်မခံနိုင်ဘူးနဲ့ကြစ်လစ်နဲ့မူလဖောက်တဲ့နေပဲဆက်ဆံတော့တာပါလုံးလေးလှုပ်ရှားရှိတာကတော့ကိုကုမ္ပဏီကိုဖွဲ့စည်းကဝင်ငွေတော့ကောင်းပါရဲ့ဒါပေမဲ့တစ်ဖက်မှာထွက်ငွေများနေတယ်အဝင်ကျန်းတော့အထွက်လဲကျန်းနေတယ်စရင်ချုပ်လိုက်တော့အမြက်ကကြံတဲ့တော့မကြံတော့ဘူးအဲ့လိုလုပ်ငန်းမျိုးဟာအပြင်ကနေကြည့်နေရင်တော့ဝင်ငွေကောင်းတာကြီးလို့ထင်ရတော့အောင်မြင်နေရပါတယ်တစ်ဖက်မှာထွက်ငွေများနေတာကိုတော့သက်ဆိုင်ရာလုပ်ငန်းရှင်တွေလုပ်ငန်းလုပ်ကိုင်နေကြသူတွေထဲဝင်ပတ်သက်နေသူတွေကသိပါတယ်အဲ့လုပ်ငန်းရှင်မျိုးကလည်းသူ့လုပ်ငန်းအရှိန်ပြတ်သွားမှာဆိုလို့သူ့ဖြစ်မှန်ကိုပြောလို့မရှိပါဘူးဒီလုပ်ငန်းမျိုးတွေထွက်ပေါက်တစ်ခုကတော့ဒေါင်ဆန်းစည်းပါကုန်ကျန်းစည်းနှုန်းကတည်းကမြင့်တက်တာလုပ်ငန်းလည်းဘက်ဖို့လက်စစ်မီးကမလုံလောက်တာဝန်ထမ်းလစာတွေလည်းတက်နေတဲ့ကုန်စည်နှုန်းနဲ့ညီအတန်တင်တိုးပြီးမှချစ်မဲ့အခြေအနေဟောက်တယ်လည်းကိုရောင်းနေကြဈေးကိုကြိုက်လို့တဖြည်းဖြည်းပိုတိုးလာတယ်ဒါမှလည်း marketing promotion တွေကလည်းရှိနေသေးတယ်ဆိုတော့ဒီလုပ်ငန်းကအများမြင်မှာတော့တိတ်ကိုကောင်းတဲ့အမြတ်ဆုံးများတဲ့လုပ်ငန်းကိုမြင်နေကြတာပါထို့သဖြင့်လုပ်သားအခရာဖြစ်နေတဲ့လုပ်ငန်းမျိုးဆိုရင်ပိုပြီးမြင်တာပါတယ်ဆိုင်လုပ်ငန်းဝန်ထမ်းတွေကလည်းရိုးသားကြတယ်စူးစမ်းတယ်ချက်လက်တယ်တက်ကြွတယ်လုပ်ငန်းရှင်ကလည်းဆရာတီးတီးကိုဖိတ်ကြားပြီးတော့လုပ်ငန်းနဲ့ပတ်သက်တဲ့ပညာရပ်တွေကိုသင်ယူစေတယ်
လေ့ကျင့်ပုံသွင်းပေးတယ်ဒီလိုနဲ့အဲ့လုပ်ငန်းမျိုးဆိုတာသူ့နယ်ပယ်မှာထိတ်တန်းကိုရောက်လာတယ်ထိတ်တန်းရောက်တယ်ဆိုတော့ပြိုင်ဘက်တွေမျက်စိကျလာတာပဲပြောတာပါပြိုင်ဘက်ကင်းတာမဟုတ်ပါဘူးပြိုင်ဘက်တွေမျက်စိကျလာတဲ့ဒါကိုလုံးရင်လည်းဖြစ်တယ်ဆိုပြီးတော့လုပ်ငန်းကိုစနင်းတာအလွယ်ဆုံးနီလန်းလည်းဖြစ်အခြေခံကြဆုံးလည်းဖြစ်တဲ့လုပ်ငန်းတွေကနေပြီးကျွမ်းကျင်ပြီးတော့လေ့ကျင့်ပြီးသားဝန်ထမ်းတွေကိုလာစာနဲ့မြှားအခွင့်အရေးနဲ့မြှားခေါ်ထုတ်အကြံတူရင်နောက်လူသားတွေနဲ့ဆိုသူကိုဒီနေ့ကမ္ဘာအချမ်းသာဆုံးစည်းဝင်ကြွယ်ကြီးတယ်မှာသူများဘာလုပ်တယ်လဲကိုကဒီထက်တောင်လုံးမဲဆိုတဲ့လုံဒီလုံဟန်တွေကတွေ့နေကြလိမ့်မယ်ဒီဘက်ကိုပြန်ဖို့ Twitter တို့ဝယ်ပြီးတော့ X အဖြစ်ပြောင်းတိတ်မကြခင်မှာ YouTube အောင်မြင်တဲ့နေရာမှာတော့ X ကိုတိုးချဲ့ပြီးတော့ပြိုင်ဖို့လုပ်တယ်ဒါပြင်ထိတ်ဆုံးကစီးပွားရေးသမိုင်းနဲ့ပြိုင်ဆိုင်မှုပါပဲဆက်ထဲမှာပဲ Cryptocurrency နယ်ပယ်ကိုစုမိုးဖို့အတွက်နာမည်ကြီး page ဆိုတာမျိုးကိုဝယ်ယူပြီးတော့အုပ်စုပွဲလိုက်ကြပြန်တယ်ဒါဟာထိတ်တန်းစီးပွားရေးပါပဲအဲ့လိုအကြီးဆုံးစီးပွားရေးလုပ်ငန်းတွေကလည်းအပြိုင်ဆိုင်အလဲထိုးဝယ်ယူသိမ့်ပိုက်စတဲ့ညီမျိုးစုံနဲ့နောက်လူကကြော်တက်ဖို့ကြိုးစားသလိုလုပ်ငန်းတွေကလည်းအောင်မြင်လာပြီဆိုရင်အရင်ကြီးတောင်းသူတွေကိုမျက်စိကြပြီးတော့ပြိုင်ဆိုင်ဖို့အထုတ်လာကြပါတယ်အဲ့ဒါမျိုးမှာမူလလုပ်ငန်းကသူ့အခြေအနေကိုသူပြန်ပြီးတော့ယူဝါမြောက်သုံးသက်ရပါတော့မယ်သုံးသက်ပြီးမှတွေ့ရတာကတော့2မျိုးပါတစ်မျိုးကလုပ်ငန်းကိုဆက်ပြီးချဲ့ထွင်ဖြတ်ကြမယ်နောက်တစ်မျိုးကချုပ်မယ်အဲ့ဒီနှစ်ခုကထိတ်တန်းဆန့်ကျင်တဲ့ထိတ်တိုက်ဆန့်ကျင်တဲ့ဆန့်ကျင်ဘက်ပါချဲ့ထွင်မယ်လို့စိတ်ကူးရင်မိုးနဲ့ဒူးနဲ့တိုက်ဖို့ပြင်ရတော့မှာဖြစ်ပါညမိတ်ရေလောက်အောင်ကိုတီးရိတ်နဲ့အထွေထွေဈေးတွေကလည်းရက်နေမှာမဟုတ်ပါဘူးဘယ်သူမှလည်းမျက်နှာသာပေးမှာမဟုတ်ပါဘူးဒါဆိုရှော့ချရေးဘက်ကိုစဉ်းစားရင်ရောအဲ့ဒါဆိုရင်တော့ဒေါက်ဆိုင်စီဆိုတော့ဝင်လာပါပြီချုပ်မယ်လို့တက်ပြောရရင်အဲ့ဒီအသုံးလုံးကမှတ်လာတော့စဉ်းစားရင်ရှာဖွေရင်းနဲ့ပဲ strategic string line ဆိုတဲ့ခံရလှပတဲ့ဝါဝါဒကိုတွေ့လိုက်ရပါတယ်နောက်တဲ့လှပခံရတဲ့စကားလုံးတွေလည်းရှိပါသေးတယ် optimization တို့ restructuring operational reclinement တို့ organizational recalibration တို့ also rationalization တို့စတဲ့နိုင်ငံတော်ဝါဟာရလှလှလေးတွေအများကြီးရှိပါသေးတယ်ဒီမှာ strategic string line ကတော့သဘောကျမိတဲ့ဝါဟာရတစ်မျိုးပါငါပြောမြောက်ရှော့ချချုံမွေ့ခြင်းဆိုရင်သိမလားလို့ချော့ချတာချင်းတူတူဒုက္ခနဲ့တက်ခနဲ့ဖြတ်တော့ချော့ချပြလိုက်တာမျိုးမဟုတ်ဘဲနဲ့တိမ်တိမ်မွေ့မွေ့ညင်ညင်သားသားနဲ့ကိုယ့်ရဲ့အင်အားကိုကြီးကြီးလေးလေးဖြစ်အောင်မတိမတာချော့ချခြင်းနဲ့ပြန်စုစည်းတဲ့နီးပါပိုပြီးအလုပ်ဖြစ်ပါလိမ့်မယ်ဒီဘက်ကလည်းယူပေါက်တာတွေကိုစစ်စစ်ဆက်ဆက်ပိတ်ပြီးခြားတစ်ဘက်မှာလည်းအကြောင်းခံအမျိုးမျိုးနဲ့ဂျော်ဘာပြုံးနေသွားတဲ့အင်အားတွေအစားကိုယ်ဒီမှာအမာခံကြံရင်မဲ့အင်အားကိုခန်းစားခွင့်တည်တာတိုးမြင့်ပေးတာမျိုးနဲ့မြင့်တင်ပေးပြီးတော့လုပ်ငန်းကိုမလစ်ဟာရအောင်ဒီဒီဇိုင်းနဲ့ကြက်မဲ့ရှောက်လန်းမယ်ဆိုရင်မဟာဗျူဟာရအပြူသဘောဆောင်ပြီးတော့မတိရမရရင်တူတူကိုအရင်ဒီပေးဆက်ရင်တင်ယူခဲ့တဲ့အတွေ့အကြုံဆိုတာကိုကိုစောက်ရှောက်ပါလိမ့်မယ်မဟာဗျူဟာမရေးဆွဲမီဆောင်ရန်ရှောင်းရန်အချက်9ချက်လုပ်ငန်းတစ်ခုရဲ့အနာဂတ်အတွက်မဟာဗျူဟာရေးဆွဲတော့မယ်ဆိုရင်အဲ့ဒီချက်9ချက်ကိုအဓိကထားပြီးတော့အရင်ဆုံးလေ့လာရပါမယ်နံပါတ်1ဈေးကွက်အခြေအနေလေ့လာခြင်းဦးဆုံးတတိယမိလေ့လာစမ်းစစ်ရမှာကတော့ကိုထုတ်ကုန်နောက်ချမ်းမြေကုန်ပစ္စည်းကိုဝယ်သူသုံးဆွဲမဲ့ဈေးကွက်အရွယ်စားကိုအရင်ကြည့်ရပါမယ်ပြီးတော့ကိုကစိတ်အားထက်သန်တာကတော့တစ်ခုဖြစ်ပေမဲ့အလားလာကောင်းနေတာနောက်တစ်မျိုးနောက်ထပ် level တစ်ခုမှဖြစ်နေတတ်ပါတယ်ဒါကိုလည်းလေ့လာရမှာပါဆက်တဲ့မှာပဲစားသုံးသူတွေနဲ့အမှုကျင့်ရင်ဘယ်ချိန်မှာဘာကုန်စီကဝယ်လိုအားရှိတယ်လဲဆိုတာရယ်ဒါဒီလိုက်ဖြစ်တာရှိတဲ့အပြောင်းလဲတွေကိုပါအချိန်ပေးပြီးတော့တည်တည်ချာချာလေ့လာဖို့လိုပါတယ်ကိုသိစိတ်ဝင်စားတဲ့ level ကဝယ်လိုအားရှိနေပြီးတော့ဝင်ရကောင်းနိုင်နေဆိုရင်စိတ်ဝင်စားဖို့လိုလာပါတော့ကိုစိတ်ဝင်စားရင်ပြန်ဘက်ကစိတ်ဝင်စားသွားနိုင်ပါတယ်ပြန်မဲ့အားသာချက်အားနည်းချက်တွေကိုလည်းအချိန်ယူပြီးတော့စစ်စစ်ဆက်လေ့လာပြီးတော့ဖြစ်နိုင်ကြီးကိုခံမှန်းသုံးသပ်နိုင်ဖို့လိုပါတယ်ဒါမှမဟုတ်ကုမ္ပဏီရဲ့လက်ရှိအခြေအနေစမ်းစစ်ခြင်းကုမ္ပဏီရဲ့ငွေကြေးအင်အားဝန်ထမ်းရည်တက်နဲ့အလောက်ကန်အယုံကရှိမရှိ30နေတဲ့ဤပညာဟာခင်းတဲ့အညီညှင့်တင်ထားခြင်းညှင့်တင်နိုင်ခြင်းရှိမရှိဆိုတာတွေကိုအပေါ်ရမုံမနဲ့ထဲထဲခွင်စမ်းစစ်ဖို့လိုပါတယ်ကိုထုတ်ကုန်ကိုဝန်ဆောင်မှုတွေဟာတိုင်ဘက်တွေရဲ့ရှင်ပြိုင်နိုင်ခြင်းရှိမရှိဈေးကွက်ဥစုရထားတဲ့အခြေအနေကိုစီကဝယ်ယူအားပေးနေရတဲ့သုံးဆွဲသူတွေနဲ့ဆွဲမြဲဝယ်ယူမှုကိုမှတ်တမ်းမှတ်ရတွေနဲ့တိုက်ဆိုင်စစ်ဆေးရပါမယ်နံပါတ်3ကြီးမှန်းချက်ချမှတ်ခြင်းရေရပန်းနိုင်တွေဟာခက်ဝေးမှာရှိတတ်ပါတယ်အဲ့ဒီပန်းနိုင်တွေကိုအရောက်ခြီတဲ့အခါမှာ objective ဆိုတဲ့ကြီးမှန်းချက်တွေကိုအပိုင်းလိုက်ထားပြီးတော့ပြည့်မီအောင်ကြိုးစားရင်သွားရတာပါအဲ့ဒီကြီးမှန်းချက်တွေပြီးမှဖို့အချိန်သတ်မှတ်တဲ့အခါမှာတိုးတောင်းနဲ့ပြီးမြောက်မဲ့ပမာဏကိုလည်းသိမများစေပဲသတ်မှတ်ပေးရပါမယ်
ကြီးရဲ့မျှော်မှန်းချက် objective တစ်ခုအတွက်ဒီမှာရက်လက် key result တစ်ခုစီရှိပါတယ်ကိုကုံစီရဲ့ရောင်းအားဘယ်လောက်ရှိမလဲအမြတ်အစွန်ရနိုင်ကြီးဘယ်လောက်ရှိမလဲဈေးကွက်ချက်တင်နိုင်ဖို့အစီအစဉ်အဲ့ဒါတွေကိုကြီးမှန်းချက်ညာအဖြစ်နေပြီးတော့ကြီးမှန်းထားတဲ့ရလက်တွေကလည်းကို့မှာရှိနေပြီးသားအရင်းမြစ်တွေရဲ့တကယ်လက်တွေမှာဖြစ်နိုင်တဲ့ဖြစ်နိုင်ကြီးတွေရဲ့ကိုထည့်သွင်းစဉ်းစားမှဖြစ်လို့တော်တော်လေးအသေးစိတ်ပါတယ်နံပါတ်၄အချက်လက်စုဆောင်းခြင်းကြီးရဲ့မျှော်မှန်းချက်ပိုင်းပြီးသွားရင်အနာဂတ်မှာကိုဖြစ်ချင်တာကိုအတော်တန်ပုံပေါ်သွားပြီဖြစ်လို့တေချာခိုင်မာတဲ့အာသာချက်တွေကိုတေချာခိုင်မာပြီးသားအချက်တွေကိုဆက်လက်စရင်းကြစုဆောင်းရပါတော့မယ်အဲစုဆောင်းမှုတွေမှာမရှိမဖြစ်ပါဝင်မှာတော့အရင်3နှစ်ကနေ9နှစ်လောက်စီရောင်းအားဘယ်လောက်ရှိခဲ့တယ်ဆိုတာကိုကိန်းဂဏန်းနေပါပဲအဲ့ဒီဘက်မှာကိုမှရှိပြီးသားအယောင်စေးမှတ်တမ်းတွေကနေရနိုင်ပါတယ်ပြီးရင်အဲ့ဒီနှစ်တွေတုန်းကကိုကုန်ကြခဲ့တဲ့ကုန်ကြစိတ်တွေကိုစုဆောင်းရမှာပဲဒီချက်တွေကလာမယ့်နှစ်တွင်ဘာချက်ရထားဖို့အထောက်အကူဖြစ်စေပါလိမ့်မယ်နောက်ထပ်စုဆောင်းမယ့်အချက်လက်တွေကတော့ဈေးကွက်သူတွေသနာရလာမယ့်ရလက်တွေဖြစ်ပါတယ်ဈေးကွက်ထဲမှာကိုကုန်စီရဲ့နေရာဘယ်နေရာမှာရှိနေတယ်လဲဈေးကွက်ဝယ်စုဘယ်နေရာခန်းတုံးလောက်ရထားပြီးပြီလဲပြိုင်ဘက်တွေရဲ့ဝယ်စုကဘယ်လောက်ရှိနေတယ်လဲသူတို့ရဲ့နေရာကဘယ်နေရာမှာလဲပြိုင်ဘက်တွေရဲ့ခြေလန်းနဲ့လှုပ်ရှားမှုတွေကလည်းစတာတွေကိုလေ့လာစူးစမ်းစုဆောင်းရမှာဖြစ်ပါတယ်နံပါတ်5ဆုံးရှုံးနိုင်စွမ်းစီမံခန့်ခွဲမှုအတွက်ပြင်ဆင်ခြင်းကိုလုံးရဲ့အနာဂတ်ဗျူဟာမရွေးဆက်ခင်မှာဆုံးရှုံးနိုင်ခြင်းကိုလည်းကြိုတင်စဉ်းစားထားပါမယ်အဲလိုဆုံးရှုံးတဲ့ကိစ္စတွေကိုပေါ်လာခဲ့ရင်ဘယ်လိုစီမံမလဲဆိုတော့တခါတည်းပြင်ဆင်ရေးဆွဲထားမှာဖြစ်ပါတယ်အဲလိုကြိုတင်ပြင်ဆင်ထားတဲ့လုပ်ငန်းမျိုးဆိုတာဆုံးရှုံးနိုင်ခြင်းတစ်ခုဖြစ်လာတဲ့အခါတရားခတ်မသွားပဲအစီအစဉ်နဲ့ဆောင်ရွက်သွားနိုင်ပါတယ်ဖြစ်လာနိုင်တဲ့အန်ရွယ်ကိုကြိုတင်စဉ်းစားပြီးတော့ဖြစ်နိုင်တဲ့ပမာဏအကြီးအသေးလိုက်ကိုခွဲခြားစိတ်ဖြာကြည့်ရပါမယ်။အနေနဲ့ဖြစ်လာနိုင်ခြင်းစီကိုဥတည်စေနိုင်တဲ့အရေးလက္ခဏာတွေကဘာတွေဖြစ်နိုင်လဲဆိုတာစဉ်းစားပြီးအနေနဲ့တစ်ခုချင်းစီအတွက်ကြိုတင်ကာကွယ်နိုင်မဲ့အစီအစဉ်တွေထည့်သွင်းရေးဆွဲထားပါမယ်။ကြိုတင်ကာကွယ်ထားပါရင်လည်းမလွဲတာမရှောင်တာအောင်ကြုံလာခဲ့ပြီဆိုရင်အဲ့ဒီအခြေအနေဟာဘေးကင်းရန်ကင်းထွက်ခွာနိုင်ဖို့အစီအစဉ်ကြိုတင်ပြင်ဆင်ထားရပါမယ်။နံပါတ်6အကောင့်ထဲပေါ်ရေးအစီအစဉ်ကြိုတင်ပြင်ဆင်ထားမှုတွေတို့ဘယ်သူကဘယ်လုပ်ကိုဆောင်ရွက်ရမယ်ဆိုတဲ့တာဝန်ခွဲဝေမှုဘယ်ချိန်မှပြည့်အောင်ဆောင်ရွက်ထားရမယ်ဆိုတဲ့သတ်မှတ်ချက်တွေကရှင်းရှင်းလင်းလင်းဖြစ်နေဖို့လိုပါတယ်။တာဝန်ခွဲဝေတာတွေအချိန်သတ်မှတ်တာတွေပြီးရင်အဲ့ဒီတာဝန်ကိုပြီးဆုံးအောင်ဆောင်ရွက်ဖို့အရင်းမြစ်တွေကိုပံ့ပိုးပေးရပါမယ်။စက်ထဲမှာပဲပံ့ပိုးပေးထားတဲ့အရင်းမြစ်တွေအားလုံးကိုဘယ်လိုစီမံရမလဲဆိုတာကလမ်းညွန်အဖြစ်ထည့်သွင်းရေးဆွဲထားပါမယ်။နောက်တစ်ဆင့်ကတော့လုပ်ငန်းတိုးတက်မှုကိုစောင့်ကြည့်ထိန်းချောင်းတဲ့အစီအစဉ်မှာအဲ့ဒီအတွက်စောင့်ကြည့်ထိန်းချောင်းရေးအစီအစဉ်တွေလည်းပါဝင်ပါတယ်။နံပါတ်9အမြော်မိုင်းနိုင်တဲ့အရေးပေါ်အခြေအနေအတွက်ပြင်ဆင်ခြင်းဘယ်ချိန်ဘယ်ကာလမှာအရေးပေါ်အခြေအနေဖြစ်လာမလဲဆိုတာကိုတော့တိတိကျကျသိနိုင်မှာခက်ပါတယ်။ဒါပေမဲ့ဖြစ်လာခဲ့တော့ဆိုတဲ့အတွေ့ကိုကြိုတွေးပြီးကြိုပြင်ရပါမှာ။အောင်းချင်းလေးလာမှုတွေကနေပြီးတော့ရရှိလာနိုင်တဲ့ဖြစ်နိုင်ခြေတွေကိုသုံးသပ်ပြီးတော့အရေးပေါ်အခြေအနေအတွက်တည်တံ့ရန်ပုံငွေတစ်ခုထားမှာပါ။အရေးပေါ်ရန်ပုံငွေကိုအစီအစဉ်နဲ့ကိုစုဆောင်းထားနိုင်ဖို့စီစဉ်သင့်ပါတယ်။အရေးပေါ်အခြေအနေကြောင့်ရင်ထုတ်သုံးမဲ့ဆိုတဲ့စိတ်ကူးနဲ့ဗန်ထဲမှာထည့်ထားရင်ကိုတကယ်လိုအပ်တဲ့ခါမှာထုတ်ယူဖို့လွယ်မလဲဆိုတဲ့ချက်ကလည်းသိအရေးကြီးပါတယ်။ဘယ်အခြေအနေမဆိုလုပ်ငန်းဆက်လက်လည်ပတ်နိုင်ရင်ကိုထည့်သွင်းစဉ်းစားပါမယ်။အဲ့ဒီစီစဉ်တွေကြိုတင်ပြီးတော့ရေးဆွဲထားပါမယ်။ကိုယ်လုပ်ငန်းကိုလုပ်နေကြပုံစံတိုင်းလုပ်လို့မဖြစ်နိုင်တော့ဘူးဆိုရင်အရန်နီလန်းကြိုတင်စဉ်းစားပြီးတော့အသင့်ပြင်ထားပါမယ်။အဲ့ဒီဘိုင်းကကိုမကျွမ်းကျင်တဲ့အဘိုင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့မကျွမ်းကျင်လို့ဆိုပြီးတော့မစဉ်းစားဘဲနေလို့လည်းမရပါဘူး။ဒီဘိုင်းလုပ်ငန်းဆက်လက်ရပ်တည်နိုင်ဖို့လည်ပတ်နိုင်ဖို့ကတော့အမြဲတွေးတော့ကြံစနေမှာဖြစ်တယ်လို့လုပ်ငန်းရှင်တွေကစဉ်းစားထားလိမ့်လေရှိတတ်ကြပါတယ်။ကိုမစဉ်းစားမိတဲ့အချက်တွေကိုယူရွေးဆဲတဲ့အခါမှာအရေးပေါ်ထွက်ပေါက်မလွယ်ပေါက်အဖြစ်ထည့်သွင်းရေးဆွဲတာမှသာတကယ်ကြုံလာတဲ့အခါမှာအစင်းသစ်ဖြစ်နေပါလိမ့်မယ်။လုပ်ငန်းကြီးမိတ်ဆွေပေါင်းဒီနေ့တစ်နေ့ပို့ကြန့်ခိုင်ပြီးတော့ကောင်းမွန်တဲ့စီးပွားရေးဗျူဟာများရေးဆွဲအကောင့်တွေဖော်နိုင်ကြပါစေခင်ဗျာ။မဟာဗျူဟာအကောင့်တွေပေါ်ခြင်းနေ့တစ်နေ့အဆုံးအမကိုရောက်လာတဲ့လုပ်ငန်းရှင်တွေဟာနောက်တစ်နေ့အတွက်စဉ်းစားအားထုတ်ကြပါလိမ့်။လုပ်ငန်းဆက်ပြီးတော့လေပတ်နိုင်ရေးပထမဦးစားပေးဖြစ်ပြီးတော့အဲ့ဒီလုပ်ငန်းကိုကြီးထွားတိုးတက်ဖို့ကိုလည်းဦးတည်ပြီးတော့လေပတ်နိုင်ရတဲ့စဉ်းစားကြပါတယ်။လုပ်ငန်းတိုင်းတွေခေတ်စားလာတဲ့ဝေါ်ဟာရကတော့ strategy ပဲဖြစ်ပါတယ်။ကိုယ်လုပ်ငန်းအနာဂတ်အတွက်အစီအစဉ်တွေကိုရေးဆွဲရမှာကြိုတင်စဉ်းစားတဲ့အချက်အားလုံးကိုတွက်ချက်ထည့်သွင်းရေးဆွဲပြင်ဆင်ထားပါတယ်။လုပ်ငန်းများစုကအချိန်ရပြီးတော့လေပတ်နေတဲ့လုပ်ငန်းတွေဖြစ်တဲ့ကြပြီးတော့အဲ့ဒီလေပတ်မှုရန်ရရမသွားအောင်အချိန်ကောင်းကောင်းနဲ့ဆက်လက်လေပတ်အောင်လေပိုင်းနဲ့တိုးချက်နိုင်အောင်စဉ်းစားပြီးတော့ရေးဆွဲပါတယ်။အဲ့လိုရေးဆွဲရမှာ strategy အပိုင်းမှာကျွမ်းကျင်သူတွေအနေနဲ့ကူညီတဲ့ရေးဆွဲလေးရှိပါတယ်။ရေးဆွဲတဲ့အဆင့်မရောက်ခင်အချက်လက်စုဆောင်းရပါမယ်။နံပါတ်1ဈေးကွက်အခြေအနေလေးလာခြင်းနံပါတ်2ကုမ္ပဏီရဲ့လက်ရှိအခြေအနေကိုအသေးစိတ်စမ်းစစ်ခြင်းနံပါတ်3ရည်မှန်းချက်ချမှတ်ခြင်းဥပမာ3လ6လ9လတစ်နှစ်နံပါတ်4ကြိုတင်စုဆောင်းရမယ့်အချက်လက်များအရင်နေ့ရောင်းအောင်ဒါမှမဟုတ်အသစ်ဆိုရင်ခံမှန်းရောင်းနိုင်ခြင်း
အသုံးစိတ်ဓမ္မမို့ယာရချက်ဇီဝတုရဒနာအချက်လက်များနဲ့တဲမများနဲ့မဟာဗျောနဲ့လှုပ်ရှားမှုများလုပ်ငန်းတွေထည့်သွင်းမြုပ်နှံလက်ပတ်မိအရာရချက်များနံပါတ်5ဆုံးရှုံးနိုင်ခြင်းများစီမံခန့်ခွဲခြင်းအတွက်ကြိုတင်ပြင်ဆင်ဖို့ကစဉ်းစားတွက်ချက်ထားပါတယ်နံပါတ်6 strategy အကောင့်တွေဖော်ရင်းနဲ့လိုရိုးလုပ်စဉ်လုပ်ငန်းစဉ်များချိတ်ဆက်ခြင်းနံပါတ်9မမျှော်မှန်းနိုင်သောရုပ်တရက်ပြောင်းလဲဖြစ်ပေါ်နိုင်တဲ့အခြေအနေများဥပမာ COVID-19 လိုကိစ္စမျိုးငွေကြေးကျပ်တည်းမှုပြဿနာလိုမျိုးစတဲ့အချက်လက်တွေကိုငွေရေးဆိုင်ကြိုတင်စုဆောင်းထားပါမယ်အဲ့ဒီချက်တွေတော်လေးစုံတော့ဖြစ်ပြီးဆိုရင်တော့ strategist နဲ့ခေါင်းချင်းဆိုင်ပြီးတော့ strategist မေးလာမယ်မိကုန်းတွေကတော့ကိုစုဆောင်းထားတဲ့အချက်တွေနဲ့ကိုက်ညီရင်ရှင်းနှစ်အတွက် strategy ရေးဆွဲရတာလွယ်ကူပါလိမ့်မယ်ရေးထားပြီးသား strategy ကိုအကောင့်နဲ့ဖော်တဲ့အခါမှာလဲလိုအပ်ရင်ပြင်လို့ရတယ်ဆိုတဲ့အချက်ကိုအခြေခံပြီးတော့လှုပ်ရှားပါမယ် strategy ဆိုတော့အချိန်ခါနေရာဒေသနဲ့အခြေအနေကိုလိုက်ပြီးတော့ညှိလို့ပြောင်းလို့ရပါတယ်အဲ့လိုပြောင်းလို့ကိုကြုံနိုင်လဲလိုက်နိုင်ရမယ်လိုက်နိုင်ပေါ်ရမယ်လည်းရှိပါတယ်အကောင့်နဲ့ဖော်ကြဆိုလိုက်ရင်ရေးထားပြီးသား strategy ဟာလုပ်ငန်းစဉ်တွေကောင်လုပ်ငန်းဆောင်တာတွေကိုဓာတ်ရိုက်တောင်းယူကုတ်ကဲနေသူဆိုရောက်လာပါတော့တယ်အဲ့ဒါကိုလွှဲပေးလိုက်တာနဲ့လုပ်ပိုင်ခွင့်ကိုပါတပါးနဲ့ပေးရပါတယ်အဲ့တောင်းကိုလက်ခံပြီးဆိုရင်ဒီလုပ်ငန်းစဉ်ကိုညံ့ညွန့်အကောင့်ထဲဖို့ကျင်းသုံးမှာကတော့ 3C ဖြစ်ပါတယ်နံပါတ် 1C ကအကြောင်းအရာရှင်းလင်းမှု strategy ကိုနားလည်မှုနဲ့မဟုတ်ပါဘူးပြီးမြောက်ဖို့အတွက်ရှင်းရှင်းလင်းလင်းမြင်အောင်ဖော်ထုတ်ပြသနိုင်မှုပဲလိုပါတယ်။ကောင်းတဲ့ဖော်ပြသူဟာကိုသုံးမဲ့ strategy ကိုထိပ်တန်း level manager တွေကစပြီးတော့ဟိုးရှေ့ဆုံးမှာတောင်းထမ်းကြမဲ့ဝန်ထမ်းတွေအထိရှင်းပြရပါမယ်။ရှင်းပြတဲ့အခါလဲအတက်နိုင်ဆုံးအယိုးရှင်းဆုံးနဲ့အများနားလေတဲ့ဘာသာစကားနဲ့ရှင်းပြပါမယ်။နိုင်ငံဘာသာစကားနဲ့ပြောဆိုတာတို့လုပ်ငန်းသုံးဝါဟာရတွေပေါင်းပြီးရှင်းပြတာတို့ရှောင်ဖို့လိုပါတယ်။လက်ရှိဆောင်ရမယ့်စီမံကိန်းဟာဘလို့စီကံမျိုးဖြစ်ကြောင်းဘယ်ပုံဘယ်နည်းဘယ်အဆင့်နဲ့အကောင့်ထဲဖော်မယ်ဆိုတဲ့အကြောင်းအကောင့်ထဲဖော်ဖို့ဖွဲ့စည်းထားတဲ့အစုအဖွဲ့များအကြောင်းကိုလည်းရှင်းပြပါမယ်။နံပါတ်1စီကတော့ဆက်သွယ်ရေး communication strategy ကိုအကောင့်ထဲဖော်တဲ့အခါမှာဆက်သွယ်ရေးဟာအလွန်ရေးပါပါတယ်။အစီအမီစင်အကောင့်ထဲဖော်ရမှာဖြစ်ပြီးတော့အတွေ့အကြုံတွေကိုလက်ဆင့်ကမ်းနိုင်မှုဆက်သွယ်ရေးနည်းလမ်းမျိုးစုံကိုလည်းသုံးရပါမယ်။ဆက်သွယ်မပြတ်စေခြင်းကလည်းလုပ်ငန်းအစုအဖွဲ့တွေနဲ့သတင်းချက်လက်ကိုလွယ်ကူစီးဆင်းနိုင်စေဖြစ်သလိုသူတို့ရဲ့အတွေ့အကြုံအခက်အခဲတွေကိုလည်းချက်ချင်းသိနိုင်မှာဖြစ်ပါတယ်။နံပါတ်3အစင်းစစ်ချက်တင်ကိုကဲခြင်းမဟာဗျူဟာကိုလုပ်ငန်းစဉ်အသေးဖွဲ့တွေကတော့တစ်ခုချင်းစီအတွက်လက်တွေ့အသုံးပြုနိုင်အောင်စင်ကဲထိန်းချောင်းခြင်းဖြစ်ပါတယ်ဒီစီမှာလုပ်ငန်းဖွဲ့စည်းနဲ့အားပေးသူဖောက်တယ်များဆွေးနွေးတာလုပ်ကုန်ဒီဇိုင်းပြုပြင်ဖို့လိုအပ်ချက်ရှိမရှိဝယ်ယူလိုမှုရှိမရှိလုပ်ငန်းခွင်တွင်ပါဝင်ဆောင်ရွက်သူများကိုအစင်းစစ်အနိကလမ်းညွှန်ကြည့်ချက်တာလုပ်ငန်းလည်ပတ်မှုချောမွေ့မြန်ဆန်အောင်လှုပ်ဆောင်တာအဲ့မဲ့အရှင်မလာမှုကိုစနစ်တကျတုံ့ပြန်တာလို့ပေါင်းပါတယ်အစကီယာကဆွဲထားတဲ့ strategy ကိုလက်တွေ့အကောင့်ထဲပေါ်ရမှာတိတ်ကိုအထောက်အကူဖြစ်ပါတယ်။အဲဒီ strategy ကိုအကောင့်ထဲပေါ်တော့မယ်ဆိုရင်ခြေပြီးပြင်ဆင်ထားမယ့်အချက်တွေဖြစ်ပါတယ်။တကယ်အကောင့်ထဲပေါ်တဲ့အချိန်မှာတော့ဆက်ပြီးဆောင်ရွက်ရမှာတော့ရှိနေပါသေးတယ်။စီဝါစီမပညာတန်းတဲ့မရှိအရေးပါတဲ့လက်ဆွဲစင်းကိုင်ချိုးတစ်ခုကတော့ SWOT analyze ဖြစ်ပါတယ်။အားသာချက်အားနည်းချက်အခွင့်အလမ်းနဲ့ချင်းချောင်းမှုဆိုတဲ့ကဏ္ဍလေးခုကိုအခြေပြုထားပါတယ်။ကိုစီဝါကိုလုပ်ငန်းကိုဖွဲ့စည်းကိုရှေ့ဆက်တိုးတက်ခြင်းတွေကြီးပဲဖြစ်ပါတယ်။ဒါကြောင့်ရှေ့ဆက်နိုင်ဖို့အလားအလာကိုတွက်ချက်ရမှာဒီလက်ဆွဲကိရိယာတဲ့အရင်တိုင်းတာကြည့်ရပါတယ်။အားသာချက်တွေကိုသတ်မှတ်ပြီးတော့ပိုကောင်းအောင်ပိုကြန့်ခိုင်အောင်လုပ်နိုင်ပါတယ်။အားနည်းချက်တွေကလည်းသင်ခန်းစာယူပြီးတော့အားသာချက်ဖြစ်အောင်ပြောင်းနိုင်အောင်ကြိုးပမ်းရပါတယ်။အဲ့ဒါလေးကိုယ့်ရဲ့အတွင်းစီးပွားရေးကနေအကြောင်းအရာတွေပါပဲ။အခွင့်အလမ်းနဲ့ချင်းချောင်းမှုတွေကတော့ပြင်ပအခြေအနေပါ။ကိုလုပ်ငန်းကိုတိုးချဲ့နိုင်မဲ့အခွင့်အလမ်းအခြေအနေဘာတွေပွင့်လင်းလာပြီလဲဆိုတာကိုတော့မပြတ်လေးလာမှာဖြစ်ပါတယ်။ဘယ်ချက်တွေကတော့စိုးရင်စာကောင်းတာလဲဆိုတာကိုလည်းသိထားဖို့လိုပါတယ်။ SWOT analyze ထဲမှာပြင်ပအခြေအနေတွေဖြစ်ကြတဲ့အခွင့်အလမ်းနဲ့ချင်းချောင်းမှုကိုသုံးနိုင်တော့တပြိုင်တည်းသုံးလို့ရပါတယ်။ကိုမှအားသာတဲ့အင်အားကိုပြပြီးတော့ပြန်မဲ့ကိုချင်းချောက်မယ်။ဒါပေမဲ့အဲ့ဒီချင်းချောက်မှုကရန်လုံမှုမပါပါဘူး။ကိုမှတည်တည်ချာချာအနိုင်ယူနိုင်တဲ့အင်အားရှိကြောင်းပဲပြရုံပါ။ပြတဲ့အခါမှာလည်းရှိသမျှအင်အားအကုန်လုံးကိုပြစရာမလိုပါဘူး။ပြရုံလေးပါပဲ။ချင်းချောက်တာမဟုတ်ပါဘူးနော်။ကိုမှရှိကြောင်းပြတာပါ။ပြီးတော့တစ်ဖက်ကနေကိုပြိုင်မဲ့ကိုဖန်တီးပေးနိုင်တဲ့အခွင့်အလမ်းကိုကမ်းလှမ်းပါ။အဲ့လိုကမ်းလှမ်းတဲ့အခါမှာကိုဖန်တီးပေးမဲ့အခွင့်အလမ်းဟာသူအမှန်တကယ်လိုအပ်နေတဲ့အခွင့်အလမ်းဖြစ်ကြောင်းသိပါစေ။ဒါဆိုရင်တော့ပြိုင်မဲ့ဟာရွေးရပါတော့မယ်။ head to head ခေါင်းချင်းဆိုင်ပြီးတော့တိုက်မလားဒါမှမဟုတ်သူနဲ့ပြိုင်ပြီးတော့ရံမဖြစ်နေတော့ပဲသူခင်းပေးတဲ့လမ်းကနေရှောက်ဝင်သွားမလားသူဖွင့်ပေးတဲ့အခွင့်အလမ်းကိုစုပ်ကိုင်မလားဆိုတာကိုစဉ်းစားရွေးချယ်ရမှာပါဒါကို viewer တစ်ခုပြသုံးမယ်ဆိုရင်တော့
Trophus ဆိုရဒီလို့အမည်ပေးချင်ပါတယ် Trophus ဒါကတော့တဒနာရောက်ဝင်ချင်မှာတင်းနေမှုမှုတုံးတဲ့အသုံးပါအဲ့ဒါကိုပဲခက်ရင်ခက်ကြမ်းကြမ်းနာမည်ပေးလို့ရပါတယ်ဝတ်စားကောင်းတွေကိုတက်တဲ့ရဲ့ကြာကြာနာနာဝတ်စားစင်ထားတဲ့လက်ရဲစရဲလူမိုက်တွေကိုကြံပဲရဲ့မြင်ကွင်းမှာတန်းစီရက်ခိုင်းပြီးတော့ပြုံးခိုင်းထားမယ်ပြီးတော့နောက်တစ်ဖက်ကနေပြီးတော့အခွင်လန်းတွေကန်းလန်းမယ်အဲ့နီလန်းနဲ့အခွင်လန်းဟာလဲအစီတစ်ထက်အသားတစ်ထက်ဖြစ်နေလိမ့်မယ်ဘယ်ဟာကိုယူမလဲဆိုတော့ပြန်ဘက်ကရွေးချယ်ရပါတော့စီဝါခံမှုပညာရေးဟာဒသနာရဝန်းနဲ့ကင်းကွာလို့မရပါဘူးဒါကြောင့်ဒသနာပညာရေးကသုံးဆွဲတဲ့ဝေါ်ဟာရအချို့ဟာစီဝါစီမံပညာရေးနယ်ပယ်မှာလဲနှမ်းချင့်ပြီးတော့သုံးလေလည်းရှိကြပါတယ်သူနဲ့လုပ်ပြီးနှမ်းရှင်လေလာအဖြစ်ထုတ်ဖို့တော့လိုပါလေဦးမယ်ခင်ဗျာ strategy and sufficiency စီဝါရေးမှာကိုဘယ်နာကိုပဲရောက်နေတဲ့နေရာကနေရှော့ကြမသွားဖို့နောက်ဆုံးမသွားဖို့လိုပါတယ်အဲလိုနောက်မဆုတ်ရဖို့အတွက်မဟာပြောရေးဆွဲချမှတ်ဆောင်ရွက်ရပါတယ်ရှေ့ကိုတိုးနေရင်ကြောင်းလဲတွေကိုသတိထားကြည့်မိရင်ရှေ့မှာကိုယ့်တက်ဖြစ်လာနိုင်မယ့်အလားအလာကိုညှမြင်တွက်ချက်ရပါတယ်ဒီပိုင်းမှာပဲကိုရှေ့မှာရှေ့ဆက်တိုးဖို့လိုအပ်တဲ့ supply တွေကိုလည်းပြည့်စုံလုံလောက်မှုရှိမရှိအဆက်မပြတ်ရနိုင်မှုရှိမရှိရနိုင်မဲ့လမ်းကြောင်းကောင်းမကောင်းနဲ့စတဲ့ logistics ကိုကြိုတင်တွက်ချက်ရပါတယ်ဒီချိန်မှာကိုလုပ်ငန်းလေပတ်ဖို့ကုန်ကျန်းလုံလောက်မှုဓာတ်အပြောင်းလဲကိုနားလည်မှုတည်ရွာလမ်းကြောင်းမှာအနှောက်အယှက်ကင်းမှုစတဲ့အချက်တွေကိုခံမှန်းတွက်ချက်တဲ့အခါမှာအရှိတဲ့ပိုဆောင်းပြီးတော့တွက်ချက်ရလေရှိပါတယ်အဲလိုပိုဆောင်းတွက်ချက်တာဟာလုံလောက်မှု sufficiency အတွက်ပါဒီနေ့မျိုးနိုင်တဲ့အခါမှာအမှန်တကယ်လိုသလောက်ပဲခံမှန်းပြီးတွက်ချက်ထားခဲ့ရင်ကိုမျှော်မှန်းမထားတဲ့အခြေအနေမျိုးကြုံလာတဲ့အခါမှာခက်ခဲပြက်လက်တတ်ပါတယ်အဲကြောင့်အမှန်ကိုလိုအပ်ချက်အပြင်အရန် result ဆိုပြီးတော့ရာခိုင်နှုန်းတချို့ကိုသတ်မှတ်ပြီးတော့ထည့်သွင်းတက်ချက်လေးရှိပါတယ်အဲ့ဒီရာခိုင်နှုန်းကတော့လုပ်ငန်းအမျိုးအစားတစ်ခုနဲ့တစ်ခုတော့မတူပါဘူးအနည်းဆုံးကတော့10ရာခိုင်နှုန်းကိုအခြေပြုလေးရှိကြပါတယ်ဒါဆိုရင်တော့ကိုယ်လုပ်ငန်းရှေ့ဆက်မှုပဲဖြစ်ဖြစ်စတင်ထူထောင်မှုပဲဖြစ်ဖြစ်ကနဦးလိုအပ်ချက်ကိုစဉ်းစားတွက်ချက်တဲ့အခါမှာလုံလောက်နိုင်ပါလိမ့်မယ်ဒါပြင်လုပ်ငန်းပေါ်တက်ရောက်နိုင်မဲ့ကောင်းကျိုးဆိုးပြစ်တွေကိုလည်းတွက်ချက်ပြင်ဆင်ထားဖို့လည်းလိုပါတယ်ဖြစ်လာနေတဲ့တက်ရောက်မှုတွေကိုစဉ်းစားနိုင်တယ်မြတ်စုံအောင်စဉ်းစားပြီးတော့အန်ရဖြစ်နိုင်ခြင်း risk factor ကိုလည်းရှော့ချနိုင်စေဖို့အာမခံနဲ့အကာအကွယ်ယူထားတင်ပါတယ်ကိုလုပ်ငန်းကိုကုန်စီအာမခံလုပ်ငန်းတစ်ခုနဲ့ချိတ်ဆက်ကြုံအကြံယူပြီးတော့အာမခံထားလိုက်ခြင်းဟာလည်းကိုယ့်ရဲ့တောကတချို့ကိုရောပါစေပါတယ်အာမခံကုမ္ပဏီကိုရွေးချယ်ရမှာလဲကြော်ညာကောင်းတဲ့အာမခံကုမ္ပဏီထက်တက်တန်းကြာရှည်စွာဂုဏ်သိက္ခာကောင်းနာမည်ကောင်းရှိတဲ့ကုမ္ပဏီကိုရွေးချယ်တင်ပါတယ် stress flexion ကုန်သိတက်ကြတဲ့အချိန်မှာအလေလာတဲ့မိတ်ဆွေတယောက်နဲ့တိုက်တက်မှုနဲ့ stress flexion အကြောင်းကိုလက်တို့ပြီးတော့ပြောရပါအောင်မယ်ဈေးနှုန်းလီပြောင်းနေတဲ့ကာလမှာဈေးတွေရဲ့ညီးတန်တွေနဲ့နှင်မိုးနေတော့မှာပဲ stress flexion ကဝင်လာပါတယ် stress ဆိုတော့ဝါဟာရနဲ့ inflation ဆိုတဲ့ဝါဟာရပေါင်းဆက်လိုက်တဲ့ခါမှာတော့ stress flexion ဆိုတာဖြစ်ပါလေရောဗျာမတင်နဆတိုးတက်လာတဲ့ဈေးနှုန်းတွေကြောင့်ရောင်းကုန်ပစ္စည်းတွေရဲ့အရွယ်စားရှော့ချလာတာကိုဆိုလိုတာပါအခုဆိုရင်မနေ့တိုင်းစားနေကြအီကြကွေးတွေဆိုတီးတက်တာကြုံသွားကြပါပြီအီကြကွေးနဲ့တွဲစားနေကြပဲပြုတ်ကလည်းနည်းနည်းလေးပဲရပါတော့တယ်ထက်တရပလာတာတွေပါးလျာလာပြီးတော့ဒါကလည်း shift fashion ရဲ့အကျိုးဆက်ပါပဲလို့စောက်တော့ကိုရောင်းကြတဲ့လက်လီသမားတွေဟာသူတို့နေပယ်မှာတိုင်းမဲ့များလုံးလာကြောင်းဈေးတက်ရောင်းအောင်မှတိတ်ဝင်နေကြပါတယ်ကိုဆိုင်တနေ့တာဝင်ငွေရော်သွားမှလဲတိုင်းမဲ့ဆိုင်ကဈေးမတင်တဲ့အတွက်အဲ့ဒီမှာပဲသွားဝယ်သွားစားကြတော့မလားဆိုတဲ့စိုးရင်စိတ်တွေနဲ့ချင်းညစ်တောင်းခံလုံနေကြအရှာလာပါလက်ဖိုက်ဆိုင်တွေကလည်းလက်ဖိုက်တစ်ခွက်ကလည်းစိုက်သေးတာဝယ်တော့မလားဒီနေ့ကျန်းအခမဲ့တိုက်နေတာကိုရှော့ချပြီးတော့ပတ်စံကောက်ရတော့မလားမုံစရာကိုမုံဆိုင်လေးတွေရှော့လို့ဖို့ပြောရမလားစတဲ့အစီအစဉ်တွေကိုနေ့စဉ်နဲ့အမျှခေါင်းပူအောင်စဉ်းစားနေရတာပါလမ်းဘေးကမုံဆိုင်နေတဲ့တူရောင်းကုန်လေးတွေကိုငွေ100လောက်တိုးကောက်တိုးတောင်းတိုးရောင်းရမလားကြောက်နေရရှာပါတယ်သူကတော့ဒေါ်လာဈေးလည်းမသိရွှေဈေးလည်းမသိငွေဈေးလည်းမသိရှာပါဘူးဒါပေမဲ့သူ့အရင်လောက်ရောင်းမကောင်းပါဘူးတော့ပူရှာပါတယ်အဲ့ဒီကနေသူလုံနိုင်တာကတော့မုံရစားကိုရှော့ချဖို့ပါသူရောင်းတဲ့မုံတွေခင်ဗျာမှာလည်းပါလုံးလို့နေအောင်ဘက်ကိုလှမ်းပြီးကြည့်ရင်တော့မြင်နိုင်ပါတယ်နင်းကိုရိုက်ထားတဲ့မှန်လိုပဲနေလုံးကိုပြလေးမြင်နိုင်ပါတယ် issue တွေကတော့အတူတူပါပဲဝေတန်ဖို့ရောက်လာတဲ့ညဈေးတွေတက်လာတာဘာကြောင့်ဖြစ်တယ်ဆိုတာကလည်းအားလုံးလို့သိကြပါတယ်တနေ့ခွဲကာလတွင်မှာနေပြိုခြင်းနဲ့ယောဂလိုမျိုးအဆုတ်ထဲကိုရှူသွင်းရတဲ့လေကလည်းနဲလာလိုက်တာခုချိန်ဆိုရေထဲကငါကုန်းပေါ်တင်ထားလို့ဖြစ်နေကြပါပြီဒါကဖြစ်ပေါ်တဲ့ issue ပါပဲ
ဒါဆိုအဲ့ဒီဝင်အောင်တက်တာစေဖို့တဲ့ solution ကဘာများဖြစ်ပါလိမ့်မယ်အားလုံးသိချင်နေကြတာပါဖောင်းရင်ဖြောင်းကြွပြင်းကြွလာတဲ့ငွေကြေးကိုထိန်းချုပ်ဖို့တဲ့ယူဟာလေးတွေရှိပါတယ်နံပါတ်1မဟာဗျူကတော့ exchange rate punching ဆိုတဲ့ငွေလဲနှုန်းကိုဘူဘန်ကထိန်းကျောင်းတဲ့နည်းပါဒီနည်းဟာကို့မှာaqua currency ဆိုတဲ့ခိုင်မာမှုတစ်ခုကိုလုံလောက်ရှိမှသုံးသင့်တဲ့ဗျူဟာမလို့လက်ရှိချိန်မှာအလုံးမဖြစ်ဘူးလို့ဆိုတာသိတာပါတယ်ဒုတိယဗျူဟာတော့ monetary targeting strategy ပါဒီကိစ္စမှာလည်းဘူဘန်ကအရာအခရာပါပဲဘူဘန်ကသူ့ရဲ့ငွေကြေးဆိုင်ရာမူဝါဒကိုခြေလုံးနောက်ဆုပ်ချိန်ဆညှိနှိုင်းထိန်းကျောင်းပြီးတော့အလျှော့ပေးတယ်ပေးပါမှဘယ်အပိုင်းကိုစုပ်ကိုင်ဘယ်ပိုင်းကိုဖြေလျှော့ဆိုတာကိုလုပ်လို့ရပါမယ်ဒီရည်စုပ်ကိုင်ထားမယ်ဆိုရင် monetary trade targeting viewer ကလည်းအသုံးဝင်ပါဘူးအကောင့်ရဲ့ reserve မရှိဘဲနဲ့အကောင့် period တွေပဲညားနေရင်တော့မရနိုင်ပါဘူးငွေကြေးဆိုင်ရာမူဝါဒရဲ့အခြေခံအလောက်ကန်ရှိရအတွက်အမြင့်ဆုံးဖော်ထုတ်ပေးနိုင်ရပါမယ်အလောက်ကန်တွေကနေဝင်ငွေရှိလာရင်ရိတ်တက်နေတဲ့ကုန်စည်နှုန်းအတန်အသင့်တည်ငြိမ်ရပါမယ်နိုင်ငံတွေမှာငွေကြေးလက်ပတ်စီးဆင်းနိုင်ပါမယ်တင်းနဲ့အတိုးနှုန်းနဲ့ညှိရှည်ငွေချေးပေးနိုင်မှသာရပါမယ်တတိယဗျူဟာကတော့ inflation targeting မှာဒါကတော့ဖောင်းကြနိုင်ရရှိတဲ့အလားအလာကို monetary targeting ဗျူဟာနဲ့အတူချိန်ဆညှိနှိုင်းပြရပါမယ်အဓိကအချိန်ညှိရတာကတော့ဈေးတည်ငြိမ်ရေးပါပဲဒါကိုနိုင်ငံတကာဘိုးဘန်အသီးသီးကချိတ်ဆက်ချိန်ဆကြတာပါဆိုတော့ဗျူဟာကတော့ just do it ခြားတာ6ကဆိုတဲ့ဗျူဟာပါ expresses nominal accra ဆိုတဲ့ကြစ်လက်တန်ပါတဲ့အမားတဲ့အခမ်းမရှိတဲ့မူဝါဒချမှတ်လိုက်တဲ့ခါမှာလောက်တာလုံးနောက်မဆုနဲ့ဆိုတဲ့အဖြေကိုရပါတယ်ဒါတော့ just do it ဆိုတဲ့ဆိုတာငွေကြေးဖောင်းချမှုဖြစ်စဉ်တပိုင်းကိုနောက်ပြန်ကြည့်ပြီးမှရှစ်ဆက်တိုးဖို့လှုပ်ပေးလိုက်တဲ့ view ပါဖြစ်ခဲ့တယ်ဖြစ်ဖူးတယ်ဖြစ်လိမ့်မယ်ဆိုတဲ့စဉ်းစားပုံကိုအခြေခံပါတယ်ဘလောက်ထိခီးရောက်နေတယ်ဆိုတာကတော့ဖောင်းချဖြစ်စဉ်ဇက်တိုက်ဖြစ်ပေါ်နေတဲ့နိုင်ငံဘူပန်ကိုဥဆောင်နေသူများရဲ့အသည့်အတက်နဲ့အတွေ့အကြုံကိုသုံးပြီးတော့ဆင်ရင်ဆုံးဖြတ်ရမှာပါဆိုကြတဲ့ view အလုံးမှာအရေးပါဆုံးကတော့ transparency ပါလူသားပွင့်လင်းမှုပါအကြတဲ့ကြုံနေချိန်မှာညုံမနေပဲနဲ့တည်တဲ့တွေကိုအချိန်ဆိုင်မနေပဲတောက်လျှောက်ထုတ်ပြန်ပေးရမှာပါဒါဆိုရင် speculator တွေမှာအတွက်အသာစီးရရှိမှုနည်းသွားမှာပါအလွန်ကျွံထိန်ချန်ထိန်ချုပ်တာဘယ်တော့မှမကောင်းခဲ့သလိုနောက်ကျသွားတော့မှဒီအဖြေဆိုပြီးတော့ပြီးခွင့်ပေးတာကလည်းအကျိုးရှိဖို့နည်းပါတယ်ငွေကြေးလိုင်းထားမှုဖောင်းချမှုဖြစ်စဉ်ရဲ့အဆက်ဟာ speculation ပါပဲအချိန်နဲ့မျှကြောက်ခမန်းလေးတွေပြောင်းလဲတိုးတက်နေတဲ့ဘယ်တော့မှလည်းမပေါက်ခဲ့တဲ့ဈေးနှုန်းတွေနဲ့နောက်ကွယ်မှာ speculator တွေဒါတေချာပေါက်ရှိနေတာပါအခက်တွေ့လေလှုပ်ကောင်းနေပါပဲခုဆိုရင် social media ကိုအလွန်ကျွံအာရုံစိုက်နေတဲ့ခေတ်ကြီးမှာ speculate လောက်ရတာတိတ်ကိုလွယ်ကူပါတယ်ချိန်မကိုင်းပြီးလက်မကိုင်းပြီးဖြစ်သွားအောင်အထိစမ်းဆောင်နိုင်ပါတယ်မမြင်ရတဲ့တစ်စေရန်သူနဲ့ရင်ဆိုင်ရနေသလိုပါပဲ if ကတကယ်ဒီ viewer လေးခုကသူများနိုင်ငံတွေကအကြောင်းနေတဲ့ဖော်ထုတ်ထားတဲ့ viewer တွေပါတို့နဲ့အသုံးဝင်မတည့်ပါဘူးဆိုရင်လည်းနောက်ဆုံးတစ်နည်းကတော့ဒီဆောင်းပါးရဲ့ခေါင်းစဉ်မှာ shift pressing ပါပဲဈေးကိုရောင်းမြဲတိုင်းရောင်းပါပို့ထုတ်ကုန်ရောင်းချနေတဲ့ပစ္စည်းပြည်တွင်းပြစ်ကုန်စည်တွေကိုပုံစံမပြတ်ဘဲအရွယ်စားသိငယ်တော့အောင်ပြောင်းလဲထုတ်လုပ်ကြပါဈေးနှုန်းကတော့ကက်မြဲတိုင်းကပ်ပါဒါ active ကျင်းဝတ်ပုံစံနဲ့လုံးဝမညီပါဘူးဒါပေမဲ့ survival ဆိုတဲ့ရှင်သန်မှုကိုတော့လူသားတိုင်းမမောတွေ့တာကြပါမို့လုံးသိန်းနဲ့အပြောင်းလဲတစ်ခုပါပဲဘယ်တော့မှမွေပြီးတော့အတုလုံးရောင်းချတာမျိုးတော့မလုပ်ကြပါနဲ့ corporate viewer ငွေရှင်တော်တော်များများတော့ corporate advantage ဆိုတဲ့ပြိုင်ဘက်နဲ့ရှင်းတဲ့အခါမှာကိုယ်လုပ်ငန်းနဲ့အားသာချက်တွေကိုသိကြပါတယ်ဒါပေမဲ့တကယ်တမ်း corporate အဆင့်ကိုသွားကြစို့ဆိုရင်တော့အဆင့်သေးမဖြစ်ကြပြန်ပါဘူးကိုယ်လုပ်ငန်းရဲ့အားသာချက်တစ်ခုကလည်းသိတာယုံနဲ့ corporate ဆင့်သွားဖို့မလုံလောက်ပါဘူးအဓိကကွာခြားချက်ကတော့ corporate ဆင့်မှာလုပ်ငန်းမျိုး business unit ရှိကြပါတယ်ကိုယ်လုပ်ငန်းတစ်ခုတည်းလုပ်နေတော့ကိုယ်လုပ်ငန်းနဲ့အားသာချက်ကိုလည်းသိကြပါတယ်အားနည်းချက်လည်းသိပါတယ်အားနည်းချက်ကိုအားသာချက်ဖြစ်အောင်ဘာလို့အောင်လဲဆိုတာလည်းသိပြန်ပါရောဒါပေမဲ့ corporate ဆင့်ကိုသွားကြတဲ့အခါမှာလူတော်တွေပေါင်းလို့ကြမှာပေါ့ဆိုတဲ့စိတ်ကူးလေးတစ်ခုနဲ့မရနိုင်တော့ပါဘူးအဲဒီခါကျရင် corporate strategy ဆိုတဲ့ပေါင်းစည်းမှုမဟာဗျူဟာလိုလာပါပြီကိုယ်လုပ်ငန်းတစ်ခုနဲ့ဥဆောင်ပြီးတော့ရှင်းပြနေရတဲ့တုန်းကတော့ corporate advantage ဆိုတဲ့အားသာချက်ရဖို့တကုတ်တစ်ခက်စူးစမ်းခဲ့ရပါတယ်အဲဒီစီမှာသုံးတဲ့မဟာဗျူဟာကတော့ကိုယ်စီးပွားအသာစီးရဖို့အကျိုးမြတ်ရှိဖို့ဆိုတဲ့ business strategy ဖြစ်ပါတယ်လက်ဦးမှုအခြေခံနဲ့အဲဒီကနေတဆင့်တိုးလို့ corporation ကိုသွားကြရမယ်ဆိုရင်လူစုရတယ်တိုင်မရတဲ့ရီမန်းချက်တွေညှော်မှန်းချက်တွေ
ကိစ္စပါတယ်ညလာတော့မှဖြစ်တဲ့ business unit တွေအတွက်ခြုံငုံစဉ်းစားရပါတယ်အဲ့ဒီ business unit တစ်ခုချင်းစီတဲ့မဟာဗျူဟာရေးဆွဲချမှတ်ရပါတယ်အဲ့လိုချမှတ်တဲ့အခါမှာလဲငကိုမူရတုံးကလို့ကိုတယောက်တည်းစဉ်းစားရေးဆွဲချမှတ်အကောင့်တွေပေါ်လို့လည်းမရတော့ပါဘူး corporate ထဲမှာပါဝင်ပတ်သက်သူတွေအတူတူပေါင်းလို့ကြမဲ့သူတွေဝိုင်းပြီးတော့စဉ်းစားရေးဆွဲကြပါတယ်အဲ့ဒါကတော့ corporate မှာပူပေါင်းပါဝင်ကြမဲ့ business unit တွေရဲ့အကြောင်းမရှိပါသေးတယ်အဲ့ဒီအဆင့်တွေကိုရောက်ပြီဆိုရင်တော့ corporate တစ်ခုလုံးကိုရှေ့ကိုညီညီညွတ်သွားနိုင်ဖို့အတွက် alignment strategy ဆိုတာလိုအပ်ပါတယ် corporate advantage ရှိပေမဲ့ corporate strategy မရှိရင်လုပ်ငန်းတစ်ခုလည်းကောင်းနေပေမဲ့စုပေါင်းလို့မရနိုင်ပါဘူး corporate တစ်ခုမှာပါဝင်ပေါက်ဆက်ရတဲ့စီးပွားရေးလုပ်ငန်း business unit တစ်ခုမှကရှိမှဖြစ်လို့တစ်ခုချင်းစီမှာလည်းသူ့ကိုယ်ပိုင်အားသာချက်တွေရှိပါတယ်ဥပမာ business တစ်ခုရဲ့အားသာချက်က cost leadership ဖြစ်ရဆိုရင်နောက် business unit တစ်ခုကအားသာချက်ကတော့ differentiation ဖြစ်နိုင်ပါတယ်အဲ့လိုအခြေအနေတွေမှာ business unit တွေဟာတစ်ခုနဲ့တစ်ခုသက်ဆိုင်မှုလည်းမရှိကြပါဘူးအချင်းချင်းလည်းအထောက်အကူမပြုဘဲနဲ့ brand consistency လည်းမရှိဘူးဆိုရင်တော့ corporate အစုအစည်းတစ်ခုလုံးဟာ value add မဖြစ်တော့ပါဘူးမတူတဲ့လုပ်ငန်းတွေစုထားတဲ့အစုအစည်းတစ်ခုသာဖြစ်နေပြီးတော့စုပေါင်းအကျိုးဖြစ်ထုံမှာအားနည်းနေတတ်ကြပါတယ် corporate strategy ကတော့ BU တွေကို link alignment advantage ဖြစ်အောင်လုပ်ကြရပါတယ်ဒီချိတ်ဆက်မှုကတော့ business unit ဒီအချင်းချင်းလိုအပ်ချက်စွမ်းအားစွမ်းရည်တွေကိုချိတ်ဆက်ပေးတာပါဥပမာမတူတဲ့ unit တစ်ခုပူးပေါင်းပြီးတော့သူ့နဲ့လောက်တာမျိုးမတူတဲ့ brand တစ်ခုအတွက်ဖြန့်ချီလမ်းကြောင်းတစ်ခုတည်းကိုတုံးပြီးဖြန့်ချီတာမျိုးဒါချိတ်ဆက်ကြောင့်အားဖြစ်စေရတဲ့ပြင်ပုံကြစိတ်ချွေတာနိုင်စေပါတယ် alignment ညီတူသဟစရာဖြစ်စေခြင်းကနေတော့ corporate နဲ့ vision နဲ့တူ business unit level မဟာဗျူဟာတွေနဲ့ဥတီယာလမ်းကြောင်းမှာတူစေပါတယ်ဥပမာ corporate version က streamlinity ဆိုရင် BU တစ်ခုချင်းစီမှာလည်း eco friendly strategies တွေလည်းထည့်သွင်းပါစေပါထည့်သွင်းပါဝင်စေတာမျိုးပါ alignment ဖြစ်တဲ့အခါမှာ corporate တစ်ခုလုံးအနေနဲ့ရှင်းလင်းပြသတဲ့သတင်းချက်လက် clear message ပေးနိုင်ပါတယ် advantage စုပေါင်းအကျိုးမြတ်မြင့်နေခြင်း best တွေရှိပြီးသား resource capacity တွေကိုမြင့်တင်ယူမှာဥပမာကိုပိုင်ငွေ10%ချင်းငွေ90%ပေါင်းပြီးတော့လုပ်ငန်းတစ်ခုထပ်တိုးဝယ်လဲတဲ့ခါမှာ leverage buy out ပုံစံပြောင်းသွားပြီးတော့တခါ BU တစ်ခုကနေပြီးတော့ digital marketing တစ်ဖက်မှာအားသာတယ်ဆိုရင်တခြား business unit ကလည်းအဲ့ဒီ service တွေကိုအသုံးချနိုင်ပါတယ် leverage ဖြစ်ရင်ရင်းနှီးမြှုပ်နှံမှုအသစ်တစ်ခုလုပ်เสียမလို့ဘဲနဲ့ချင်းပြီးသားအင်အားတွေကိုသုံးပြီးတော့အမြတ်ပိုရနိုင်ပါတယ် corporate strategy တစ်ခုတကယ်အောင်မြင်ရေးဆိုရင် business unit တစ်ခုချင်းဒီ strategy ဖြစ်ပြီးတော့အပိုဆောင်တန်ဖိုးတွေလည်းရရှိစေပါတယ်အရင်းမြစ်တွေကိုလည်းဝေမျှသုံးစွဲနိုင်သလိုပင်မတန်ဖိုးတိုးတက်လာတဲ့အမျှရေရှည်မှာဆရာဝန်အများအတွက် shareholder value ကိုတိုးတက်စေပါတယ်ဒီပုံစံဟာ corporate advantage ထက်ပိုပြီးတော့ကျေပြန့်တဲ့ directional leadership ပုံစံဖြစ်ပါတယ် directional leadership အနေနဲ့အောင်မြင်ဖို့ကတော့ corporate advantage နဲ့ corporate မဟာဗျူဟာနှစ်ခုစလုံးကိုပေါင်းစပ်နိုင်မှသာစဉ်ဆက်မပြတ်အောင်မြင်နိုင်မှာဖြစ်ပါကြောင်း location စီးပွားရှာမှာလုပ်ငန်းတည်နေရာဟာအရေးကြီးပါတယ်စီးပွားရေးပညာရှင်အဆက်ဆက်ပြောခဲ့ကြတာလုပ်ငန်းရှင်တိုင်းအလိုလိုကလည်းလက်ခံကြပါတယ်ခုဟာက online စီးပွားရေးခေတ်လေတည်နေရာမလိုတော့ဘူးအဲ့လိုစောတကတက်နိုင်ပါတယ်လိုပါတယ်ကိုဘာသာကိုအထက်80 80မြင်ပြီးအခန်းပေါင်းရာကျော်များစွာရှိတဲ့အဆောင်ပေါ်ကနေပြီးတော့အခန်းတစ်ခန်းတွေကနေပဲရောင်းစူပါမားကတ်ကြီး shopping mall တွေမှာပဲရောင်းလူစီကားရလမ်းတနေရာပဲရောင်း location ဆိုတဲ့နေရာဟာစီးပွားရှာမှာအရေးပါဆုံးအချက်ဖြစ်ပါတယ်လုပ်ငန်းငယ်လေးမို့ခုမှစလုပ်မှမို့ဒီနေရာအရေးမပါဘူးလို့ယူဆကောင်းယူဆနိုင်ပါတယ်လုပ်ငန်းသေးသေးလေးကိုလုပ်ငန်းကိုလူသိဖို့လိုလီမို့ဒီနေရာကအရေးပါပါတယ်ကိုနဲ့ဆက်ဆက်ချင်းတဲ့ဈေးဝယ်သူတွေဟာမာဖီးယားတွေလူမျိုးငွေနဲ့ရှောင်ရှားပြီးရောင်းရဝယ်ရတာမျိုးကြက်ကြမှာမဟုတ်ပါဘူးဒီငယ်လေးကနေပြီးတော့စလိုက်တဲ့လုပ်ငန်းတစ်ခုဟာအဲ့နေရာမှာတဖြည်းဖြည်းကြီးထွားရင်းကျက်လာတာကိုမိတ်ဆွေတွေကမြင်ကြမှာပါဒါကြောင့်စီးပွားရေးစလုပ်တော့မဲဆိုရင်ဒီနေရာအရေးကြီးပါတယ်ဒါဆိုရင်အကျိုးဆက်ကဘာတွေလဲဒီနေရာကောင်းဖို့လိုအပ်တယ်ဆိုတာကို supply factor တွေ demand factor တွေနဲ့ခွဲကြည့်အောင်ပါ supply factor တွေကိုစပြီးတော့စဉ်းစားတာနဲ့ကုန်ကျစရိတ်ကိုအရင်မြင်ရမှာပါဝန်ထမ်းစရိတ်ဘယ်နာမှာပဲလုပ်ငန်းတည်ထောင်ဝန်ထမ်းလိုအင်ဖြစ်မှာပါလိုအပ်နေမှာပါပဲဟန်ဆောင်ရတဲ့ဝန်ထမ်းတာဝန်ချင်းအတူတူပဲမြဲနေရာဒေသလိုက်ဝန်ထမ်းစရိတ်ကကွာခြားမှုရှိနိုင်ပါတယ်နေရာစရိတ်လုပ်ငန်းတွေနေရာကိုငှားယူရတာပဲဖြစ်ဖြစ်ဝယ်ယူတာပဲဖြစ်ဖြစ်ထိုက်တဲ့ကုန်ကျစရိတ်ကတော့ရှိနေမှာပါတည်ဖို့စရိတ်လုပ်ငန်းဒီနေရာအနီးဝေးကိုလိုက်ပြီးတော့တည်ဖို့တူလောင်ဖြန့်ချီပေးဖို့စတဲ့ဈေးတွေကလည်းကြောင်လဲလို့မရပါဘူးတခြားဈေးများဘန်တိုးတို့အခွန်တို့
အာမခံပရီမီယံဂျေးတို့အဲ့ဒါတွေပြင်ထိန်းသိမ်းစိတ်စတာတွေလည်းရှိနေပါသေးတယ်ဒမန်ဖက်တာတွေပဲကြည့်ပြီးဆိုရင်တော့ဒမန်ဖက်တာတွေကတော့ကိုယ်စီကဝယ်သုံးဆွဲတဲ့စားသုံးသူတွေဘက်ကနေပြီးတော့ကိုယ်ဆိုင်မှာဘာကြောင့်အားပေးရလဲဆိုတာကိုစဉ်းစားဖို့ပါကျွမ်းကျင်လောက်အားရှင်ဒါစားသုံးသူဝန်ထမ်းစားသုံးသူဝန်ဆောင်မှုကောင်းတယ်လို့နာမည်ရစေတဲ့အဓိကအကြောင်းရင်းပါပဲမကျွမ်းကျင်တဲ့ဝန်ထမ်းလောက်အားရှင်နေနဲ့ခံထားပြီးတော့စံတဝါးဝါးနဲ့ရောင်းလေးလုပ်ရင်အပြေမထွက်တဲ့လုပ်ငန်းဆိုင်မျိုးကိုဘယ်စားသုံးသူမှနောက်တစ်ခါထပ်လာခြင်းမဟုတ်ပါဘူးစားသုံးသူတွေဟာသူတို့နဲ့ဆက်ဆံသူတွေကျွမ်းကျင်နေတွက်လက်နေတာကိုပို့ပြီးလိုချင်ကြပါတယ်ဒီနေရာတင့်လျော်မှုစားသုံးသူတွေဟာသွားလို့လာလို့ဝင်လို့ထွက်လို့လိုတဲ့နေရာမျိုးမှာဈေးဝယ်ခြင်းကြပါတယ်အဲကြောင့်လုပ်ငန်းဒီနေရာအသိအရေးပါပါတယ်တိုးချင်နိုင်စွမ်းကိုယ်လုပ်ငန်းဟာအနာဂတ်မှာတိုးတက်ကြီးထွားလာဖို့မျှော်လင့်နေဆိုရင်တော့အဲဒီကြီးထွားမှုတွေကြိုတင်ပြင်ရမှာပါကြီးထွားမယ်လို့ကြံလိုက်တိုင်းနေရာရွှေ့နေရရင်တော့စားသုံးသူတွေလည်းအဆင်မပြေသလိုလုပ်ငန်းတည်ထောင်သူတွေလည်းအဆင်မပြေပါဘူးဒါကြောင့်လုပ်ငန်းတည်ထောင်တော့မယ်လို့ဆိုရင်တော့ location ကိုတည်တည်ချာကျူးဆိုင်ပြီးတော့ရွေးချက်တည်ထောင်ဖို့လိုပါတယ်တည်ထောင်ပြီးလက်ပတ်ပြီးဆိုရင်လည်းကိုယ်လုပ်ငန်းနဲ့ဒီနေရာကိုဘာရောက်ဝယ်သူစားသုံးကြမဲ့စားသုံးသူတွေတည်တည်ချာမှတ်မိဆွဲထင်သွားအောင်လုပ်ဖို့လည်းလိုပါတယ်အဲ့ဒီဘက်မှာလုပ်ငန်းရှင်တွေအားနေတတ်ပါတယ်ကိုယ်လုပ်ငန်းကိုကြော်ညာတဲ့အခါမှာလုပ်ငန်းတည်နေရာကိုအထူးအသားပေးပြီးကြော်ညာရမယ်စားဖွင့်ပွဲကိုဘယ်သူလာအောင်ဘယ်သူတက်ကြောင်းစတဲ့ကြော်ကြားသူတွေတက်ရောက်ကြတာကိုပဲပစ္စည်းတွေခင်းကျင်းထားကြတာပါလေဆိုင်ဘုတ်တွေကိုပဲအသားပေးနေကြတာတွေ့ရပါတယ်။ဒါကြပါတော့ဝယ်ကြပါတော့အားပေးကြပါတော့လို့သာပြောတာပါ။တကယ်လာဝယ်မဲ့စားသုံးသူတွေရဲ့စိတ်မျက်စိတွေမှာတွင်းကွက်မြင်စေမဲ့လမ်းတောက်လမ်းညွန်ဆိုင်ဘုတ်တွေကိုရိုက်ပြတာမျိုးလုပ်ငန်းရဲ့ဒီနေရာကိုတည်တည်ချာချာချက်တလဲဖော်ပြတော့တိတ်မလုပ်ကြတာကိုသတိထားမိပါတယ်။ဒါတော့လက်တွေ့စီးပွားရေးနေမှာဒီနေရာဟာအရေးပါတယ်ဆိုတာပြောနေသိနေုံနဲ့ပဲဒီနေရာဟာ location ကိုသိတာမြင်တာအောင်ချက်တလဲတည်ပြီးနေမှာမိတတ်တဲ့သဘာဝရှိတဲ့စားသုံးသူတွေရဲ့စိတ်ထဲမှာဆွေးမြဲမှတ်မိနေမှာမဟုတ်ပါလားခင်ဗျာ